Saran TV ပြည်သက်များမင်္ဂလာပါ Saran TV ကနေကြိုဆိုပါရစေဒီနေ့ကျမတို့ရဲ့အစီအစဉ်လေးကတော့ဒီမှာရှိတဲ့ကျမတို့ရဲ့နိုင်ငံရေးမှာတကြော့လှုပ်ရှားသူစာရေးဆရာမမပန်ဆယ်လိုနဲ့မိခွန်းလေးတွေကိုမိသွားမှာဖြစ်ပါတယ်မပန်ဆယ်လိုမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါရှင်ကျမတို့ဒီ Saran TV ကိုကျမတို့ရဲ့ကြည့်ရှုနေတဲ့ပြည်သက်များကိုမပန်ဆယ်လိုအနေနဲ့ပုံရင်ဆုံးနှုတ်ခွန်းဆက်စကားလေးပြောကြားပေးပါရှင်ဟုတ်ကဲ့ပါမင်္ဂလာပါရှင်ဒီနေ့ဒီ Saran TV မှာပြောကြားခွင့်ရတဲ့အတွက်လည်းဝမ်းသာပါတယ်ကြည့်ရှုပေးတဲ့လူတွေကိုလည်းကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါအမကျမတို့ပထမဦးဆုံးမေးခွန်းလေးအနေနဲ့ပေါ့နော်မပန်ကဒီစာရေးဆရာမလို့ကျမတို့အားလုံးကသိကြပါဖြစ်ပါတယ်เนาะကျမတို့ line ပေါ်မှာဆိုလို့ရှိရင်လည်းမပန်ရေးနေတဲ့စာအရေးသားလေးတွေကိုတော်တော်များများကနှစ်သက်ကြတယ်ကြိုက်ကြတယ်ပေါ့နော်တချို့ရဲ့နှလုံးသားတွေကိုဆိုလို့ရှိရင်ပေါ့နော်သူတို့ပြောရှင်တဲ့အရာတွေကိုမရေးတတ်ပေမဲ့မပန်ရေးတဲ့အရာလေးနဲ့ငါနဲ့ပြောရှင်တာဒါလေးပါဆိုပြီးတော့မှเนาะ share ကြတယ် like ကြတယ်ကျမတို့တွေ့တယ်ပေါ့နော်အရင်နှစ်သက်ကြတယ်ဒါကြောင့်မို့လို့မပန်ရဲ့ဒီစာရေးဆရာမဘဝအစခဲ့ရတဲ့အကြောင်းရယ်ပြီးကြလို့ရှိရင်စာအုပ်ကောဘယ်နှအုပ်ထုတ်ပြီးသွားပြီလဲမပန်ရဲ့လှုပ်ရှားခဲ့တဲ့စာရေးဆရာမဘဝအကြောင်းလေးကိုပြောကြပေးပါချင်းဟုတ်ကဲ့အဓိကကတော့ကျမဒီအဓိကကတော့ငငယ်ကလေးရပေါ့နော်စာဖတ်ဝါသနာပါတယ်စာရေးတယ်စာဖတ်တာများလာတော့စာရေးဖြစ်လာတယ်စာရေးဖြစ်လာရင်လည်းအဲ့တုန်းကတော့ဒီဘယ်လိုခေါ်မလဲစာရေးဆရာဖြစ်ချင်တယ်ဆိုတဲ့စိတ်ထက်စာရေးသူတယောက်အနေနဲ့ရည်တည်ချင်တယ်ဆိုတဲ့စိတ်မျိုးနဲ့စပြီးတော့စာရေးတယ်အဲ့တုန်းကတော့ဒီ social media တွေခင်မစားသေးတဲ့အတွက်လိုမျိုးပေါ့နော်ဒီ magazine တွေစာဆောင်တွေမှာလိုက်ပို့တယ်အဲ့လိုပုံစံမျိုးနဲ့စခဲ့တယ်ပေါ့နော်အဲ့ဒါကတော့အသက်18 19ဝန်းကျင်လောက်တည်းအကြောင်းမှာဆိုလို့ရှိရင်လည်းဒါကျမတို့ကြပြာစာအုပ်လေးထုတ်ကြတယ်ပြီးတော့လို့ရှိရင်အဲ့တုန်းကတော့ဒီ blog လေးတွေပေါ့နော် internet ပေါ်မှာလည်း blog လေးတွေရေးကြတာမျိုးတွေလုပ်ကြတယ်အဲ့ဒီကနေပြီးစခဲ့တာပေါ့နော်နောက်တော့ကျမအသက်22နှစ်လောက်မှာကျမဒီစာပေလောကတွေကိုရောက်တယ်ပေါ့ရောက်တဲ့ပုံစံကတော့ပုံစံအသွင်ကတော့မီဒီယာလုပ်ငန်းမှာဝင်ရောက်လုပ်ကင်ပြီးတော့အဲ့ဒီမှာသတင်းတွေရေးတယ်ဆောင်းပါးတွေရေးတယ်အဲ့ဒီကနေပြီးစခဲ့တာပေါ့နော်အဲ့တုန်းကလည်းဒီနာမည်နဲ့မဟုတ်ဘူးကျမရဲ့နာမည်ရင်းနဲ့ပဲဒီ printed line ကိုအရင်ဆုံးစပြီးဝင်ခဲ့တယ်နောက်ကြတော့မှဒီကိုယ့်ရဲ့ဒီအနုပညာပိုင်းပုံစံမျိုးရေးတဲ့အခါမှာအဲ့လိုမျိုးအပိုင်းကိုတော့ကျမဒီကလောင်နာမည်လေးတစ်ခုရွေးပြီးလုပ်လိုက်တဲ့အချိန်မှာဒီနာမည်နဲ့ရွေးပြီးလုပ်ဖြစ်သွားတယ်။အဲ့ချိန်မှာလည်း social media စပြီးခက်စားလာပြီဖြစ်တဲ့အတွက်ဒီ social media ပေါ်မှာဒီ pencil လို့ဆိုတဲ့နာမည်နဲ့စာရေးတယ်။ရေးတော့ကတော့ဒီနိုင်ငံရေးဖက် channel မဟုတ်ဘူး။ဒါလိုပဲကျမတို့အဲ့တော့ကျမတို့အသက်အရွယ်နဲ့ပေါ့နော်ဒီအချစ်ဝတ္ထုလေးတွေကြပြားလေးတွေစပြီးရေးရင်းနဲ့ဖြည်းဖြည်းနဲ့ပေါ့နော်ဒီကျမတို့နိုင်ငံမှာ2000ခွဲရွှေဝါရောင်ရေးခင်းနောက်ပိုင်းဒါကျမလည်းနိုင်ငံရေးနဲ့ပတ်သက်ပြီးစိတ်ဝင်စားလာတယ်လေ့လာဖြစ်တယ်ကိုကမီဒီယာလိုင်းမှာလည်းလုပ်နေတဲ့ခါကျတော့ဒီနိုင်ငံရေးနဲ့ထိတွေ့ဖြစ်လာတဲ့ခါကျတော့ကိုနိုင်ငံရေးအမြင်တွေကိုရင်းနဲ့တဖြည်းဖြည်းနဲ့လူတွေရဲ့မျက်လုံးထဲမှာဘယ်လိုအသားတည်လာလဲဆိုတော့ပန်းစယ်လို့ဆိုလို့ရှိရင်နိုင်ငံရေးဘိုင်းကိုရေးရလူလို့အများစုကသတ်မှတ်လာကြတယ်ဒါပေမဲ့ကျမစာအုပ်ထွက်ခဲ့တာက2015မှာပေါ့နော်2015မှာစာအုပ်ထွက်ခဲ့တဲ့စာအုပ်ကပထမဆုံးစာအုပ်ဆိုတာပွင့်လင်းပြောနိုင်ငံရေးနဲ့အလုံးဝသက်ဆိုင်တာမျိုးမဟုတ်ဘူးအရှိပိုင်းမှာဒီဟိုပေါ့နော်ဒေါန်ဆန်းစုကြည်နဲ့ပတ်သက်တဲ့ကြပြားလေး9ပုဒ်ပါမယ်အဲ့နောက်ပိုင်းကတော့ဒါကျမရဲ့ခါတိုင်းပုံမှန်တိုင်းရေးနေကြပါတော့ဒီအတွေးမြင်ဟိုဆောင်းပါးလေးတွေအစီလေးတွေကြပြားလေးတွေပါမယ်ပေါ့အဲ့ပုံစံနဲ့ကျမစပြီးတော့စာအုပ်ထွက်ခဲ့တယ်ပြီးတော့နောက်ထပ်စာအုပ်တွေမှန်သမျှတည်လဲအစီတွေများတယ်ဒီနိုင်ငံရေးနဲ့ပတ်သက်တဲ့ဟာကြကျွန်မ Facebook မှာပဲရေးပြတာများတယ်ပေါ့ဒါကတော့ကိုယ့်ရဲ့ချင်းမြူစားချက်ကိုပုံမှန်လင်းလင်းပြောပြလို့ရတဲ့နေရာမှာဖွင့်ဟတဲ့သဘောမျိုးပေါ့နော်နိုင်ငံရေးဆောင်းပါးတွေနိုင်ငံရေးစာအုပ်အနေနဲ့ထွက်ဖို့ကတော့ကျမဒီနယူးတော်လိုင်းရေးအကြောင်းကိုရေးထားတယ်မှတ်တမ်းတင်ထားတယ်ပေါ့နော်နယူးတော်လိုင်းရေးရဲ့ရှေ့ပိုင်းရက်တရာကိုမှတ်တမ်းတင်ထားတယ်မှတ်တမ်းတင်စာအုပ်ကလေးကတော့ဒီနောက်လာထဲမှာတော့ထွက်ဖို့ရှိတယ်အရင်ဆုံးတော့ကိုရီးယားဘာသာစကားနဲ့ကိုရီးယားနိုင်ငံမှာထွက်ဖို့ရှိတယ်ပေါ့နော်ပြီးတော့လို့ရှိရင်တော့မြန်မာဘာသာနဲ့တော့ကျမဒီဘက်မှာထုတ်ဝေဖို့တော့စူးစမ်းနေတယ်ဒါပေမဲ့လက်ရှိမှာတော့မြန်မာပြည်မှာရောင်းချဖို့ဆိုတာကမဖြစ်နိုင်သေးတဲ့အနေအထားဖြစ်တဲ့အတွက်ဒီebook အနေနဲ့ပဲဖြစ်စီဒီ printed အနေနဲ့ပဲဖြစ်စီပေါ့နော်အဲ့ဒီဘိုင်းကိုဒီ America မှာထုတ်ဝေနိုင်အောင်စူးစမ်းနေပါတယ်တကယ်ဂုဏ်ယူပါတယ်เนาะအဲ့ဒီຫນွေဦးရက်တရာဆိုတဲ့စာအုပ်လေးကနာမည်ရှိလားမသိအဲ့ဒါပဲလားဟုတ်ကျွန်မပေးထားတဲ့နာမည်ကတော့ဘောနော် The 100 Days of Darkness ပေါ့အမှောင်ရက်တရာဆိုပြီးတော့ကျွန်မနာမည်လေးတစ်ခုပေးထားတယ်ဖေဖော်ဝါရီ1ရက်နေ့ကလေးစပြီးတော့ရက်ပေါင်း100အောင်မှတ်တမ်းတင်ထားတဲ့စာအုပ်လေးပေါ့နော်အဲ့ချိန်မှာတော့ဒီကျွန်တော်တို့ပြည်သူတွေကိုစပြီးအကြမ်းဖက်တဲ့ပထမဆုံးငြိမ်းချမ်းစွာဆန္ဒပြတဲ့အချိန်นี้အာဏာသိမ်းတဲ့အချိန်ကစပြီးတော့ပေါ့နော်ငြိမ်းချမ်းစွာဆန္ဒပြတဲ့အချိန်นี้တစ်ဖြတ်ခံရတဲ့အချိန်นี้ပြည်သူတွေရဲ့နိုင်ငံရေးရည်ချင်းပြောင်းလဲသွားတဲ့ပုံစံအဆင့်ဆင့်ကိုတော့ကျွန်မအဲ့ဒီစာအုပ်မှာတော့ထင်ဟပ်နိုင်အောင်ရေးသားထားတယ်ပြီးတော့ကျွန်မရဲ့အဲ့အချိန်မှာဖြတ်တန်းခဲ့ရတဲ့အတွေ့အကြုံပေါ့နော်ရက်ပေါင်း100အတွင်းမှာဖြတ်တန်းခဲ့ရတဲ့အတွေ့အကြုံနဲ့ရောရှက်ပြီးရေးသားထားပါတယ်ဆိုလို့ရှိရင်ဒါအင်မတန်မှစိတ်ဝင်စားစရာကောင်းတဲ့အရာပဲเนาะကျမလည်းအရန်ဖတ်ရှင်းနေပါပြီ
ဟုတ်မြင်ပါစေမရေဟုတ်ပြီနောက်တစ်ခုကကြတော့ကျမတို့ပေါ့နော်ဒါဆိုလို့ရှိရင်မပန်ဆယ်လိုဆိုတဲ့နာမည်လေးပေါ့နော်ပန်ဆယ်လိုဆိုတဲ့နာမည်လေးကကြတော့အမားတို့ရဲ့အတိတ်ပဲပေါ့နော်အားလုံးကကျမတို့မြန်မာပြည်မှာရှိတဲ့မြန်မာလူတွေမျိုးတွေတော်တော်များများနာမည်ဆိုရင်အတိတ်ပဲလေးတွေဖွင့်ပြီးတော့မှမေးကြတာမှဲ့ကြတာများတယ်ပေါ့နော်ဆိုတော့ပန်ဆယ်လိုဆိုတဲ့အတိတ်ပဲလေးကိုရောကျမတို့ပြပြလို့ရမလားဟုတ်ကဲ့အများစုကဒီနာမည်လေးကိုကြားလိုက်တဲ့ခါကျတော့တချို့ကတော်တော်များများထင်ကြတာကကချင်တိုင်းရင်းသူလို့ထင်ကြတယ်ကချင်နာမည်တွေမှာပန်တို့ဘာတို့ကတုံးတာများတယ်ပေါ့နော်အဲ့လိုဆိုတော့တကယ်တော့အမှန်တကယ်တော့ဒီနာမည်ကအင်္ဂလိပ်တစ်ပိုင်းမြန်မာတစ်ပိုင်းဒီလိုမျိုးပေးထားတဲ့နာမည်မျိုးဖြစ်သွားတယ်ပန်ဆယ်ဆိုတော့ဟိုပေါ့တော့အမှန်ကခဲတံပေါ့ဒါပေမဲ့ခဲတံဆိုတဲ့အတိတ်ပဲကိုယူလိုက်တာမျိုးမဟုတ်ဘဲနဲ့ဟိုကလောင်သွားတလက်လူဆိုတဲ့ပုံစံမျိုးလေးပေါ့အဲ့လိုမျိုးလေးနဲ့ဒီနာမည်တညာသဘောမျိုးနဲ့ပဲပေးဖြစ်သွားတာပေါ့နော်ကလောင်နာမည်ရွေးတဲ့အချိန်မှာစတော့ကိုနာမည်ရင်းနဲ့ပဲရေးနေခဲ့တာဒီစောင်းပါးတွေသတင်းတွေမှာပေါ့နော်အဲ့တုန်းကလည်းကိုအလုပ်လုပ်တဲ့နေရာကလေးပြီးတော့လေဒီနာမည်နဲ့ပဲသွားနေခဲ့တာဒါပေမဲ့နောက်ကျတော့ဒီဟိုဟာရေးတဲ့အခါမှာကိုစာအုပ်ထွက်ဖို့ဘာညာစူးစမ်းမဲ့အခါမျိုးကြလို့ရှင်ကလောင်နာမည်လေးတစ်ခုရှိတဲ့နေဆိုပြီးတော့စဉ်းစားတဲ့အခါမှာဒီနာမည်လေးတွေကဒီနာမည်လေးကိုရွေးချယ်ပြီးတော့ခုနကပြောတယ်လို့ကလောင်သွားတက်လက်လို့ဆိုအတိတ်ပဲလေးကိုသဘောကျလို့ရွေးဖြစ်သွားတာပါဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဒါပေမဲ့စရေးခါစားတော့ကိုကဒီနာမည်ကိုရွေးတာတော့ပြောရရင်တော့နုနုရွလိုင်းလေးတွေပေါ့နော်ဟုတ်ကဲ့အဲ့လိုပေါ့အတွေးမြင်ဆောင်မလေးတွေအချင်းဝတ္ထုလေးတွေအဲ့လိုရေးဖို့ရည်ရွယ်ပြီးတော့ရေးပြရင်းနဲ့ပဲဒါပေမဲ့social media ပေါ်မှာကျတော့ကိုကအချစ်ဝတ္ထုတွေဘာရေးတာတိတ်မရှိဘူးရတပိုင်းတွေတိတ်ရေးတာမရှိဘဲနဲ့ဒီနိုင်ငံရေးဖက်ချမ်းပေါ်ဝေဖန်ရေး line ဖက်မှာဖြစ်သွားတဲ့အခါကျတော့ဒီနာမည်နဲ့မသက်ဆိုင်သွားနဲ့ပဲနုနုညံ့ညံ့နဲ့မသက်ဆိုင်သွားနဲ့ပဲအဲ့လိုပေါ့ဟိုလူတွေရဲ့အမြင်မှာနိုင်ငံရေးရေးသားတဲ့အကောင့်တစ်ခုအနေနဲ့နိုင်ငံရေးရေးသားတဲ့နာမည်တစ်ခုအနေနဲ့ပဲမှတ်မိသွားကြတာဟုတ်ကဲ့ဒါဆိုလို့ရှိရင်ခုနအမပြောသွားတဲ့အပေါ်မှာမူတည်ပြီးတော့မှာပေါ့နော်အမကအစမှာနုနုရွအချစ်ကြောင်းလေးတွေရေးလာပြီးတော့မှာပေါ့နော်ဒီနိုင်ငံရေးဘက်ကိုနိုင်ငံရေးရေးသားတွေနဲ့လူတွေကအရန်ကိုတိလာတဲ့အခါကျတော့เนาะအမအနေနဲ့အရင်တော့ဖြတ်တန်းခဲ့တဲ့စာရေးဆရာမဒီနုနုရွလေးတွေရေးပြီးဖြတ်တန်းခဲ့ရတဲ့စာရေးဆရာမဘဝရဲ့ပြီးကြလို့ရှိရင်နိုင်ငံရေးမှာကျတော့အထိုးနှက်အရန်များတယ်ပေါ့เนาะဆိုတော့ဒီပြောင်းလဲလာတဲ့ဒီပြောင်းလဲမှုကာလလေးပိုင်းမှာအမရဲ့ဟိုခန်းစားချက်လေးနဲ့ပြီးကြလို့ရှိရင်ရင်ဆိုင်ရတဲ့အခက်ခဲလေးအမဟန်တယ်လို့ရတဲ့စိတ်ပိုင်းဆိုင်ရာလေးတွေနည်းနည်းပြပြလို့ရမှာဟုတ်ကဲ့ပါအဓိကကတော့ဘယ်လိုခေါ်မလဲကျမတို့ဒီမြန်မာလူမှုအတိုင်းဝိုင်းမှာကြတော့ပေါ့နော်ဒီလူတွေကိုသူတို့တတ်မှတ်လိုက်တဲ့ပုံစံကပြောင်းလဲဖို့ခဲရင်တယ်ထားပါတော့လူတယောက်ပေါ်မှာသူကောင်းတယ်လို့မြင်လိုက်ရင်အဲ့လူမကောင်းအဲ့လူတကယ်မကောင်းနေရင်တော့မှပဲမကောင်းမြင်ဖို့ခဲရင်တယ်လို့ကောင်းနေရင်တော့မှပဲဟိုမကောင်းလို့သူတို့တတ်မှတ်ထားရင်လူတယောက်ကိုဘယ်လောက်ပဲပြုရင်ပြောင်းလဲလာပါစေလူကောင်းလို့တတ်မှတ်ဖို့ခဲရင်တယ်ပေါ့နော်အဲကျမတို့မြန်မာ society မှာဖြစ်နေတဲ့ကိစ္စပြီးတော့လို့ရှိရင်အရန်ဟိုပေါ့ဘယ်လိုခေါ်မလဲ straight ဖြစ်တယ်သူမကောင်းဆိုရင်မကောင်းတဲ့ပုံစံအတိုင်းကိုသူတို့မကောင်းလို့တတ်မှတ်ထားတဲ့လူတယောက်ကိုစိုးတင်းထိုးနှက်တာမျိုးရှိရပေါ့နော်အဲ့တော့ကျွန်မဒီမှာဘာကြုံရလဲဆိုတော့ကျွန်မနိုင်ငံရေးနဲ့ပတ်သက်ပြီးရေးသားတဲ့အခါမှာအဲ့လိုပေါ့ခက်ဆက်ပေါ့နော်ဒါကျွန်မရဲ့စာရေးသားတဲ့ဟန်ပေါ့အဲ့ဒီဟန်နဲ့ဆိုတော့ဒီပထမပိုင်းမှာဒါကျွန်မနာမည်အစစ်ကောင်းဆက်နဲ့တုံးတယ်။နောက်ပိုင်းကျတော့ဒီနိုင်ငံရေးအမြင်မတူမှုတွေမှာဒီဥပဒေပိုင်းအချင်းချောက်မှုတွေရောပြီးတော့ဒီpersonal ပေါ့နော် personal တိုက်ခိုက်မှုတွေရောပြီးတော့အသက်အန္တရာယ်ချင်းချောက်မှုတွေရောအဲ့ဒီချိန်ကာလကျွန်မရေးတဲ့ချိန်က2012 2013ဝန်းကျင်ပေါ့2012လောက်မှာလူအစစ်နာမည်အစစ်နဲ့ဖြစ်ပေမဲ့လူတွေကသတိမထားမိလိုက်ဘူးနောက်ကျတော့ဒီအခြေအနေတွေဖြစ်လာတဲ့အခါကျကိုအကောင့်တဖြည်းဖြည်းလူသိများလာတယ်လူသိများလာတဲ့အတွက်အဲ့ချိန်မှာလည်းစစ်တပိုင်းအစိုးရဖြစ်နေသေးတယ်ပေါ့အယက်သားအစိုးရဆိုပေမဲ့စစ်တပိုင်းအစိုးရဖြစ်နေသေးတယ်2012 13ဝန်းကျင်ဆိုတော့အဲ့ချိန်မှာဒီဥပဒေကြောင်းအရချင်းချောက်မှုတွေတိုက်ခိုက်မှုတွေရှိတဲ့အခါကျတော့ကိုယ့်ရဲ့ identity ကိုပြန်ဖုံးလိုက်တယ်လုံးဝမတင်တော့ပဲနဲ့ဒီပန်ဆယ်လို့ဆိုကလောင်နာမည်တစ်ခုအနေနဲ့ပဲရက်တီလိုက်တချို့ကျတော့အိမ်မှာဘယ်လိုမြင်လဲဆိုတော့ယောက်ျားလေးတစ်ယောက်သုံးနေရလို့မြင်တယ်အမျိုးသမီးတစ်ယောက်လို့လက်မခံကြဘူးပြီးတော့အမျိုးသမီးတစ်ယောက်လို့မထင်ကြဘူးပေါ့နော်ကိုကလည်းဘလို့ထင်အဓိကကိုရေးတဲ့စာတွေရောက်ဖို့အရေးကြီးတယ်ဆိုတဲ့ကြီးပဲချက်နဲ့ပဲလုပ်ခဲ့တာဖြစ်တယ်ပြီးတော့နောက်ကျတော့စဉ်းစားတယ်ပေါ့တဖြည်းဖြည်းနဲ့ဒီ identity မှာဘာဖြစ်လာလဲဆိုတော့ကောင်းကွက်တွေရှိတယ်လို့စိုးကွက်တွေလည်းရှိလာတယ်ချစ်တဲ့သူတွေကလည်းချစ်ခင်တယ်လို့မုန်းတဲ့သူတွေကလည်းအယံမုန်းတယ်ဒါပေမဲ့ဗတ်ချမ်းမတူကျမတို့ဘက်မှာမြန်မာပြည်မှာအဲ့ချိန်ဒီမှာဆိုလို့ရှိရင်အနီတွေအစိမ့်တွေဆိုတာမျိုးရှိတာ哦ဗတ်ချမ်းတွေမတူတဲ့အခါကျတော့အပြင်ပဘဝတွေကိုပါထိခိုက်လာနိုင်တဲ့အရာတွေအများကြီးဖြစ်လာတယ်ဒါကြောင့်ဒီ identity ကိုဖုံးကွယ်ထားခဲ့တယ်ပြီးတော့နောက်တစ်ခုကဒါကိုပြီးသွားလို့ရှိရင်2015ဝန်းကျင်လောက်ကျရင်ဒါကြီးကိုအပြီးရတန့်လိုက်ဖို့စဉ်းစားထားခဲ့တယ်အဲ့ချိန်မှာဟိုပေါ့နော်ဘယ်လိုခေါ်မလဲဆိုတော့အဲ့ချိန်မှာကိုယ့်ရဲ့ပြင်ပဘဝမှာဒါဒီအရာနဲ့ကိုယ့်ရဲ့မိသားစုအတိုင်းဝိုင်းမှာလည်းနိုင်ငံရေးနဲ့ပတ်သက်တဲ့အတိုင်းဝိုင်းကလည်းမရှိဘူးပြီးတော့ကိုယ့်ရဲ့ပြင်ပ life မှာလည်းဒါကရက်တီဖို့ကပေါ့နော်ကိုယ့်ရဲ့အနေနဲ့ကအဆင်ပြေမှမလားဆိုပြီးတွေးရတာရှိလာတယ်ရှိလာတော့ဒါကိုရက်တန့်လိုက်မှာပဲ2015ရွေးကောက်ပွဲပြီးရင်ရက်တန့်လိုက်မယ်ဆိုပြီးစဉ်းစားခဲ့ပေမဲ့2015ရွေးကောက်ပွဲပြီးတဲ့အချိန်ဒီမှာမရက်တန့်နိုင်ခဲ့ဘူးဘာလို့လဲဆိုတော့ဒီမိုကရေစီတိုင်ပွဲကပြီးသွားခဲ့သေးတာမဟုတ်ဘူး
ပါတီကိုရွေးချယ်အားပေးတဲ့ဒီမိုကရေစီပါတီတစ်ခုကအနိုင်ရသွားတာပဲရှိသေးတာအဲ့တော့ဒါတွေကဆက်လုံးမှဖြစ်မယ်ဆိုပြီးတော့အဲ့ချိန်မှာဆုံးဖြတ်ချက်ချတဲ့အချိန်မှာတော့တော်တော်ခက်ပါတယ်ဘာလို့လဲဆိုတော့ဒီပန်ဆယ်လိုဆိုတဲ့အရေးကုန်တစ်ခုကအပြင်မှာတက်တက်ရှိနေတာအဲ့ဒါကိုကိုပေါ်မှာတင်လိုက်ရတော့မယ်အချိန်ဖြစ်တဲ့အခါကျတော့ challenge တွေလည်းအများကြီးရှိတယ်မိသားစုနဲ့တိုင်ပင်ရတယ်သဘောတူတာရှိတယ်သဘောမတူတာရှိတယ်တကယ်ချင်းနဲ့တိုင်ပင်နဲ့သဘောတူတာရှိတယ်သဘောမတူတာရှိတယ်အဲ့လိုမျိုးတွေမှာဒီ side effect တွေကိုချိန်ထိုးပြီးနောက်ကျတော့ဒီပုံမှာဖြစ်လာတဲ့ကောင်းကျိုးတွေရောဆိုးကျိုးတွေရောခံယူမယ်ဆိုပြီးတော့ပေါ့နော်အဲ့လိုမျိုးရက်တည်လိုက်တဲ့ channel တိုင်းမှာပဲဒီလိုပေါ့ကောင်းကွက်တွေလည်းရှိလာတယ်လို့ကိုယ့်ရဲ့ပြင်ပ life မှာလည်းဒီဟိုပေါ့နော်ကိုယ်ဘယ်သူဆိုတာတည်သွားတဲ့အချိန်မှာကိုယ့်ပုံမှာဟိုတလေးတခြားရှိကြတဲ့ချစ်ခင်ကြတဲ့သူတွေကလည်းရှိတယ်လို့မျိုးကိုယ့်ကိုပို့ပြီးတော့ attention ပေးပြီးပို့ပြီးတော့ရန်ပြုဖို့ကြိုးစားတဲ့သူတွေကလည်းပို့ပြီးများလာတယ်ဟိုဘက်ချမ်းကလည်းလူကိုတက်ကတ်ထားပြီးတော့ဟိုပေါ့နော်တရားဥပဒေကြောင်းအရာတိုက်ခိုက်ဖို့လုပ်တာတွေထောင်ချဖို့ကြိုးစားတာတွေအဲ့ဒါမျိုးတွေအများကြီးကြုံနေရပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဘာပဲဖြစ်ဖြစ်မရဲ့ဒီလိုမျိုးအခက်အခဲတွေကြားရတဲ့ဓမ္မနဲ့အတ္တမဆိုတဲ့အထက်မှာဓမ္မဘက်ကပြည်သူတွေဘက်ကယက်တီပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်မကျမတို့နောက်ထပ်မေးခွန်းလေးကတော့အမ US ကိုရောက်လာရတဲ့ဒီပေါ့နော်အကြောင်းရင်းလေးနဲ့ပြကြလို့ရှိရင်ခီးစဉ်အခက်အခဲတွေကိုကျမတို့ကိုအားလုံးကမပန်ရဲ့ပြည်သက်တွေရောဒါနိုင်ငံရေးဘက်မှာစိတ်ဝင်စားနေတဲ့လူတွေရောအားလုံးကအရန်သိရှင်ကြမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့အမအနေနဲ့ပြပြပေးလို့ရမလားရှင်ဟုတ်ကဲ့ဒီပေါ့နော်ကျမကိုတချို့ကကြတော့တော်တော်များများကဒီကျမလွတ်မြောက်လာတဲ့ပုံစံကိုအခုချိန်ဒီ confuse ဖြစ်နေရမျိုးလေးရှိတယ်ကျမကလည်းအသေးစိတ်သိမပြောဖြစ်ဘူးဆိုတာကပေါ့နော်အရင်ချိန်တုန်းကကြတော့ဘယ်လိုခေါ်မလဲအခက်ခဲတွေကြားထဲမှာပြီးတော့ကိုယ်ကိုညီလိုက်တဲ့သူတွေရဲ့အနေရတွေအတွက်အခုကတော့ဒါလက်တလုံးမှာဒါတွေအကုန်လုံးကကင်းလွတ်သွားပြီသူတို့ဒီလည်းကျမအခုပြောသွားမယ့်စကားတွေမှာသူတို့ရဲ့ identity လည်းမပါဘူးဆိုတော့သူတို့လည်းအဆင်ပြေပါတယ်အဲ့တော့တချို့ကကြာနားလည်မှုလွဲနေတာကျမ February 1ရက်နေ့မှာလာဖမ်းသွားတယ်လို့ထင်ကြတယ်ဖမ်းပြီးပြန်လွတ်လာတယ်လို့ထင်ကြတယ်အမှန်တကယ်တော့သူတို့ကကျမကိုမဖမ်းနိုင်လိုက်ဘူး February 1ရက်နေ့မနက်ပိုင်းအာနာသိန်းတဲ့အချိန်မှာသူတို့ကျမအိမ်ကိုမနက်အစောကြီးနေပြီးတော့မှ4နာရီဝန်းကျင်လောက်ပေါ့နော်ဒီတမရာကြီးနဲ့အမေစုကိုထိမ့်သိမ်းပြီးတော့ထိမ့်သိမ်းတာ3နာရီဝန်းကျင်လောက်လို့ဒါကျမတို့သိထားတယ်4နာရီဝန်းကျင်လောက်မှာဒီလွတ်တော်အမတ်ဒီစီပင်ရိပ်သာဝင်းကိုပိတ်ချတာတို့ဘာလို့အဲ့ဒါမျိုးတွေလုပ်တယ်ပေါ့အဲ့ဒီအချိန်နဲ့တိတ်မကွာခင်မှာပဲဒီကျမတို့ရန်ကုန်မှာလည်းလူဖမ်းပွဲကြီးလုပ်တာပေါ့သူတို့ဟိုစန့်ကျင်နိုင်မဲ့သူတို့ကိုစန့်ကျင်ဖို့လှုံ့ဆော်နိုင်မဲ့သူတွေကိုသူတို့ကအကုန်စင်ရင်လုပ်ပြီးလိုက်ပြီးဖမ်းတာပေါ့လိုက်ပြီးဖမ်းတဲ့အချိန်မှာအဲ့ဒီကကျမအိမ်ကို9နာရီမထိုးခင်မှာသူတို့ရောက်လာတယ်ရောက်လာပြီးတကားလာခောက်တယ်ကျမဟို CCTV မှတ်တမ်းတွေလည်းတင်ခဲ့ပူပါတယ်အဲ့တော့ဒါပေမဲ့ကန်ကောင်းထောင်းမှဆိုတာပဲအဲ့ဒီအချိန်မှာကျမတို့တအိမ်လုံးကဘယ်သူမှလည်းမနိုးတယ်လို့ဘယ်သူမှလည်းမသိလိုက်ဘူးအာနာသိန်းတာကိုလည်းမသိလိုက်ဘူးဒါကတော့ဟိုကန်ကောင်းနေပဲပြောရမှာပေါ့နော်သိလိုက်လို့ရှိရင်ကိုအာနာသိန်းတာလည်းမသိဘူးမသိဘဲနဲ့တကားထဖွင့်ပါသွားမှာပဲဒါပေမဲ့အဲ့တုန်းကတော့ကန်ကြမာကလည်းကိုယ့်ဘက်မှာရှိနေတဲ့အထက်မှာတအိမ်လုံးအိမ်ရှိလူကုန်တယောက်မှဘယ်တော့လောက်တီးနေအောင်မနိုးလိုက်ဘူးအဲ့ဖုန်းလာတော့မှအာနာသိမ်းပြီဆိုတော့ဖုန်းလာတော့မှ9နာရီထိုးဖုန်းလာတော့မှတီးတော့သူတို့ပြန်သွားတဲ့အချိန်ကြီး9မိနစ်လောက်ပဲကွာ CCTV မှာပြန်ကြည့်လိုက်တော့ဒါပေမဲ့သူတို့ကလူဆောင်ထားပြီးပြန်သွားတာဟိုပေါ့နော်အဲ့ချိန်တုန်းကလည်းဘယ်လိုခေါ်မလဲအခုလိုမျိုးအကြမ်းပရန်ဖန်ဆီးမှုတွေမရှိသေးဘူးစစ်ကောင်စီဒီအဲ့ချိန်တုန်းကဘယ်လိုခေါ်မလဲသူတို့ဒီဥပဒေရအာနာသိမ်းပါတယ်ဆိုပုံစံမျိုးမဝင်အောင်ပေါ့နော်သူတို့ကလှုပ်နေတဲ့အချိန်ဖြစ်တယ်ဖြစ်တဲ့အခါကျတော့ဒါကျမတို့ကြမ်းတမ်းမဆက်ဆံသေးဘူးပြီးတော့လည်းအဲ့တုန်းကလည်းဘယ်လိုခေါ်မလဲသူတို့စိတ်ထဲမှာလည်းဘယ်လိုတန်ပြည်သူတွေတလောက်ရုန်းကန်သိမယ်လို့ပြူစမထားဘူးဖမ်းဆီးလိုက်မယ်ထိန်းသိမ်းလိုက်မယ်မဟုတ်လေဒီရှေ့မှာလူဆောင်ထားခဲ့လို့ရှင်ဘယ်မှထွက်ပြေးလို့မရဘူးဆိုပြီးတော့သူတို့ကအဲ့လိုနေထားခဲ့တယ်အဲ့လိုပဲကျမအိမ်ထဲမှာနောက်နေ့မနက်ပေါ့နော်အဲ့နေ့ကမနက်9နာရီလောက်မှကျမအာနာသိမ်းသွားပြီဆိုတာသိတယ်ပြီးတော့ထွက်ဖို့ကြိုးစားတဲ့အချိန်မှာအိမ်ရှိမှလူဆောင်နေပါတယ်ရှိနေပြီဆိုတော့ကျမအိမ်ထဲကထွက်လို့မရဘူးအကျေရှုလို့ဖြစ်သွားတာပေါ့နော်ပြီးတော့မနက်8နာရီလောက်မှသူတို့အိမ်တကားလာခောက်တယ်အိမ်တကားလာခောက်ပြင်မဲ့ကျမတို့ကအိမ်တကားဖွင့်မပေးဘူးအိမ်တကားဖွင့်မပေးတဲ့အချိန်မှာအာနာသိမ်းပြီး3ဟိုပါပေါ့နော်မနက်8နာရီဆိုတော့4နာရီအာနာသိမ်းတယ်လို့ပဲသတ်မှတ်လိုက်ရင်4နာရီအတွင်းပေါ့နော်ဒီပြည်သူတယောက်ဘာမှပြစ်မှုကျူးလွန်မထားတဲ့ပြည်သူတယောက်ကအိမ်ကိုအိမ်ရှိမှရဲတွေဝိုင်းပြီးတော့တကားခောက်လို့ထွက်မလာတာကို hand speaker နဲ့ထွက်လာဖို့အပြစ်သားတယောက်လို့ရာဇဝတ်သားတယောက်လို့ခေါ်တာပေါ့နော်အဲ့ကြတော့ခေါ်တာပေါ့ lost hand speaker နဲ့ပေါ့အဲ့လိုပေါ့အိမ်နံပါတ်ဘလောက်ပေါ့ဒီဘယ်လိုခေါ်မလဲစစ်ဆေးမင်းများစီရှိလို့ထွက်လာခဲ့ပါဘယ်လိုဟောဆိုတော့အဲ့ချိန်ကျမှကျမတို့ကကျမမိဘတွေကထွက်ပြီးတော့ဘာအကြောင်းအရာရှိလဲဘာကိစ္စရှိလဲဘာကိစ္စနဲ့ဖန်စီဖို့ကြိုးစားတာလေဆိုတော့သူတို့မှရေးရပြောနိုင်ချင်မရှိဘူးဘာလို့လဲဆိုအာနာသိန်းတာမနက်4နာရီ5နာရီမှသိန်းတာအဲ့ချိန်စီကျမဒီသူတို့ရဲ့စစ်ကောင်စီပေါ်မှာဘာမှဆန့်ကျင်တာတွေဆန္ဒပြတာတွေဘာဆိုဘာမှမလုပ်ရသေးဘူးမလုပ်ရသေးတဲ့အချိန်ဒီမှာသူတို့မှကျွန်တော်ဖန်စီဖို့မမြင်ရပြစရာမရှိဘူးပုံမှန်မရှိလေးစရာရှိလို့လိုက်ခဲ့ပါ
အဲ့ဒါပဲပြောနိုင်တော့ကျမတို့ကအဲ့ချိန်မှာပေါ့နော်ကျမတို့ကာကွယ်ပေးထားတဲ့ NLD ဆိုရလက်ထက်မှာပြဋ္ဌာန်းထားတဲ့နိုင်ငံသားကာကွယ်ရေးဆိုင်ရာဥပဒေရှိတယ်အဲ့ဒီဥပဒေတိုင်းမှာကျမတို့ကပြောတယ်လူတယောက်ကိုဖမ်းဝရမ်းမပါပဲဖမ်းဆီးခွင့်မရှိဘူးဖမ်းဆီးခွင့်မရှိတဲ့အတွက်ဖမ်းဝရမ်းပါတယ်ဆိုလို့ရှိရင်တော့အိမ်တကားဖွင့်ပေးမယ်ဖမ်းဝရမ်းမပါဘူးဆိုတော့အိမ်တကားဖွင့်မပေးနိုင်ဘူးဆိုပြီးတော့ကျမတို့တုံ့ပြန်လိုက်တယ်အဲ့လိုပဲ7နာရီမှတစ်ခါလာလိုက်9နာရီမှတစ်ခါလာလိုက်10နာရီမှတစ်ခါလာလိုက်နဲ့အချိန်အများကြီးလာဖြုံးနေတာပေါ့နော်ကျမတို့ကတော့ဒီစကားကိုမပြင်ဘူးဖမ်းဝရမ်းပါတယ်ဆိုရင်တခါဖွင့်ပေးမယ်ဖမ်းဝရမ်းမပါဘဲနဲ့ခဏလိုက်ခဲ့ပါဆိုရင်တော့မလိုက်နိုင်ဘူးဆိုပြီးတော့အဲ့လိုမျိုးကလည်းဒီလိုပေါ့နော်အိမ်ရဲ့အခြေအနေချောင်းနဲ့မူတည်တယ်တကယ်သူတို့အကျန်းပရန်လို့လဲဒီအိမ်ရဲ့ခြံကိုကြော်ဝင်ဖို့ကမလွယ်ဘူးကျမတို့အိမ်ရဲ့အခြေအနေလေးကအဲ့လိုမျိုးလေးဖြစ်သွားတဲ့အခါကျတော့ကန်တရားကလည်းမျက်နှာသာပြီးသွားတယ်ပဲပြောရမှာပေါ့နော်နောက်ထပ်3ရက်အကြာမှာပဲကျမဒီအိမ်ကလေးပြီးတော့ထွက်ပြေးလွတ်မြောက်လာခဲ့သူတို့အဲ့လိုစောင့်ကြက်နေတဲ့ကြားထဲကပဲသူတို့ကိုနည်းနည်းညံစင်ပြီးတော့ပေါ့နော်ဒါကျမထွက်တယောက်တည်းထွက်လာနိုင်ခဲ့ရန်ကုန်မြို့ထဲမှာပဲကျမတလာခွဲကြော်လောက်ကြတယ်အဲ့ရန်ကုန်မှာဒီလိုပြစ်ခတ်မှုတွေမဖြစ်သေးဘူးပေါ့နော်မဖြစ်သေးဘူးကျမတို့ဒီလူထုဆန္ဒပြပွဲတွေအရှိန်ဟုန်နဲ့ဖြစ်နေတဲ့အချိန်မှာကျမဒီမျက်နှာမပြဘဲနဲ့ပဲဒီဟိုထဲမှာပေါ့နော်ဒီဆန္ဒပြပွဲတွေမှာကျမလိုက်ပြီးဆန္ဒပြတယ်လူရှိတော့ထွက်လို့မရဘူးပေါ့ဘာလို့လဲဆိုတော့14ရက်နေ့မှာကျမဝရမ်းထုတ်လိုက်တယ်ကိုမင်းကိုနိုင်တို့ကိုချင်းမီတို့အပါအဝင်ဒီ9ယောက်ပေါ့နော်9ယောက်ဝရမ်းထုတ်လိုက်တဲ့အချိန်မှာအမျိုးသမီးတဦးရီတော့ပါတယ်အမျိုးသမီးအနေနဲ့ပထမဆုံးဝရမ်းထုတ်လိုက်တယ်ဝရမ်းထုတ်လိုက်တော့14ရက်နေ့မှာဝရမ်းထုတ်ပြင်မဲ့ကိုကတော့အဲ့ချိန်မှာတော့ရန်ကုန်မြို့ထဲမှာပဲလက်ပတ်ပြီးရှောင်းရှားနေတယ်ပြီးတော့ဆန္ဒလိုက်ပြတယ်ပေါ့နော်ဆန္ဒလိုက်ပြပြီးဟိုရှေ့ကိုတော့မထွက်ရဘူးရှေ့ကိုထွက်လိုက်လို့ရှိရင်တခါတည်းကောက်စီသွားမှာအဲ့လိုဆိုတော့နောက်ကြတော့တဖြည်းဖြည်းနဲ့ရန်ကုန်မှာဒီပြစ်ခတ်အကြမ်းဖက်မှုတွေဖြစ်လာတယ်ပြီးတော့ဒီညဘက်ဆိုလူဖမ်းပွဲတွေကိုစက်တိုက်လုပ်လာတယ်အဲ့လိုအကြမ်းဖက်မှုတွေကအရန်ကိုများလာပြီပြီးတော့အိမ်တွေကိုအဲ့လိုမျိုးဒီတိုင်းဝင်ပြီးတော့ပေါ့နော်ရိုက်နှက်ဖမ်းဆီးတာမျိုးတွေဖြစ်လာခဲ့တယ်ဖြစ်လာတဲ့အချိန်မှာရန်ကုန်မှာဆက်ပြီးလုံခြုံနေနိုင်ဖို့ကကြတော့ခဲရင်လာခဲ့ပြီခဲရင်လာခဲ့တဲ့အတွက်ကျွန်မအဲ့ချိန်မှာလည်းဖြစ်တဲ့ဟိုအနေထားပေါ့နော်ကျွန်တော်ဘယ်သူမှမဆက်သွယ်ရဘူးဘာလို့လဲဆိုတော့ internet ဒီဖုန်းလိုင်းတွေအားလုံးကသူတို့ရဲ့လက်အောက်မှာအဲ့ကျွန်မဘယ်သူနဲ့မှဟိုကိုနဲ့အရင်တီးခဲ့ဘူးတဲ့နိုင်ငံရေးအတိုင်းဝိုင်းတွေဘာတွေကိုလည်းမဆက်သွယ်ပြစ်ဘူးအားလုံးကလည်းအဲ့လိုပဲအခြေအနေကဘာမှမသိကြတဲ့အခြေအနေမှာကိုအစီအစဉ်နဲ့ပဲကိုရှောင်းနေကြတဲ့အခြေအနေဖြစ်နေတယ်ဆိုတော့ကျွန်မလည်းကိုယ့်အကူပဲဒီပေါ့နော်ကိုယ့်ရဲ့နိုင်ငံရေးအတိုင်းဝိုင်းပတ်ချမ်းကမဟုတ်တဲ့မိတ်ဆွေအချို့တွေစီကတဆင့်ဒီနယ်စပ်ဘက်ကိုကျွန်မထွက်ဖို့ကြိုးစားတယ်အဓိကကတော့လုံခြုံနေနိုင်ဖို့ပေါ့နော်ဒီလိုပွင့်လင်းပြောလို့ရှိရင်ဒီကိုရောက်လာမယ်လို့လုံးဝအဲ့ချိန်မှာလည်းမျှော်လင့်မထားခဲ့တယ်လို့မနှက်ပြန်တစ်ပတ်ခါကျွန်မအိမ်ပြန်ရမယ်ပဲထင်ခဲ့တယ်ဘာလို့လဲဆိုတော့ဒီဟိုဇန်နဝါရီအထိကျမတို့ရဲ့ဘွားကပုံမှန်ဒီဖေဖော်ဝါရီ1ရက်နေ့မရောက်ခင်အချိန်ထိပေါ့နော်ကျမတို့ကအဲ့ဒါတွေကိုကြိုတင်မျှော်လင့်မထားခဲ့ဘူးကျမတို့ရန်ကုန်မှာလည်းကျမတို့ရဲ့မိသားစုဆိုအခြေချပြီးသွားတဲ့အခြေအနေပေါ့နော်ကျမဆိုလုပ်ငန်းတွေရှိတယ်ပြီးတော့မိသားစုလိုက်ကြီးကြံခဲ့တယ်အဲ့လိုမျိုးဆိုတော့ခဏတစ်ဖြုတ်မှာပဲအိမ်ပြန်မှထင်ခဲ့တာဒီထိရောက်လာမယ်လည်းဘလို့မှမမျှော်လင့်ထားခဲ့မိပြီးတော့နေဆက်ကိုကျမရောက်လာတယ်ရောက်လာတော့ကျမလမ်းကြောင်းကြီးတာနည်းနည်းမှားသွားတယ်ဆိုတာကစပြီးရှောင်တဲ့အချိန်မှာကလေးကကျမတို့မှာဘာလုပ်ရင်ဘာဖြစ်ရင်ဘာလုပ်မယ်ဆိုတော့ planning မရှိဘူးဟိုဘယ်လိုခေါ်မလဲပြီးတော့ကျမတို့ဒီလေအဲ့ဒီအတွေ့အကြုံပေါ့နော်ရှောင်မှာပုံရတဲ့အတွေ့အကြုံလုံးဝမရှိဘူးပြီးတော့အဆက်ပေါ့နော်ဟိုတုန်းကဒီဟိုခေတ်ကလေးကဒီအတွေ့အကြုံတွေရှိခဲ့ဘူးတဲ့နိုင်ငံရေးသမားကြီးတွေနဲ့လည်းအဲ့အချိန်ကာလမှာအဆက်မရှိဘူးဆိုတော့မဆက်သွယ်ရဲဘူးပေါ့နော်သူတို့ရောဖန်ခံနေရပြီလားဒါမှမဟုတ်သူတို့ရောလွတ်မြောက်ရလားဒါတွေကျမတို့ဘာမှမသိနိုင်ဘူးပြီးတော့ internet တွေဖုန်းတွေကလေပြီးတော့ကျမတို့ဘယ်လောက် trace လိုက်နိုင်မလဲအဲ့ဒါတွေကိုလည်းထည့်သွင်းစဉ်းစားရတဲ့အတွက်ဘယ်သူနဲ့မှအဆက်သွယ်မရှိဘူးပြီးတော့အဲ့တော့လွတ်မြောက်နေပြီပေါ့နော်လက်ရှိမှာဒီတိုင်းရင်းသားလက်နက်ကင်နေမြေတွေကလေပြီးတော့ကျမတို့တော်တော်မျိုးထွက်ပြေးတင်းရှောင်နေရတဲ့သူတွေကိုအခုဆိုရင်စောင့်ရှောက်ပေးတယ်ကူညီပေးကြတာတွေရှိတယ်ဒါပေမဲ့ကျမရှောင်ပုံးတဲ့အချိန်မှာတော့ကကြတော့တိုင်းသားလွတ်မြောက်နေမြေတွေဘယ်လိုဆက်သွယ်ရမလဲဆိုတာလည်းမရှိဘူးပြီးတော့အဲ့တော့ဝရမ်းထုတ်ထားတဲ့ကလည်း9ယောက်ပဲရှိတယ်ကျမတို့ရဲ့နောက်မှာနောက်ထပ်9ယောက်ထပ်ထုတ်တယ်ဆိုတော့စုစုပေါင်းမှတနိုင်ငံလုံးမှာ14ယောက်ပဲရှိတယ်14ယောက်ပဲရှိတယ်ပြီးတော့နောက်ကြမှာဒါလေနေတိုင်းတယောက်ဟိုတနေ့ကိုအယောက်20လို့ဖားလို့ထင်ပေါ်ကြော်ကြတဲ့လူတွေမှန်သမျှဝရမ်းထုတ်ပြတာကျမတို့ရှောင်တဲ့အချိန်တုန်းကအလုံးဝဘယ်သူမှမရှိသေးဘူးဘယ်သူမှမရှိသေးဘဲနဲ့ရန်ကုန်မှာဟိုပေါ့နော်လူထုဆန္ဒပြပွဲတွေအကြီးအကျယ်ဖြစ်နေတဲ့အချိန်မှာပဲကိုရီးယားဆက်ပြီးနေလို့မရတော့ဆက်ပြီးနေလို့မရတော့ဒီလွတ်မြောက်နေပြီလဲတွားလို့မရဆက်သွယ်မရှိတာပေါ့နော်တွားလို့မရတာတော့မဟုတ်ဘူးသူတို့စီဘယ်လိုတွားမလဲဆိုတာကိုလည်းမသိအဆက်သွယ်မရှိတာနဲ့ကျမတို့လိုနေဆက်ကိုရှောင်တယ်နေဆက်မှာလည်းဒီလိုပေါ့နော်ဒီကျမတို့ပုံမှန်တွားနေကြမြောက်ရီမဲဆောက်နေဆက်ဖက်ချမ်းကိုကျမတို့ကအဲ့ချိန်မှာမရှောင်ရဲဘူးဘာလို့လဲဆိုတော့ရှောင်ပြေးလာမယ်သူကဘယ်တော့မှမများဆဆမရှိသေးဘူးအဲ့ချိန်မှာအဲ့ကျမတို့လည်းဒီ border line နေရာတနေရာမှာပဲကျမနေဖြစ်သွားတယ်နေဖြစ်သွားတော့အဲ့နေရာကလုံးဝအညူအောင်နေပြီဖြစ်နေတဲ့နေရာဖြစ်နေတယ်ဟ
မထင်မှတ်ပဲနဲ့ပေါ့နော်အဲ့လိုဖြစ်နေတယ်အဲ့မှာတိုက်ပွဲတွေဖြစ်လာတယ်အဖွဲ့အစည်းတွေကလည်းအများကြီးအဲ့နေရာမှာဖြစ်နေဘယ်ဘသူဒီဘယ်လက်နက်ကင်ဒီဘယ်အဖွဲ့အစည်းမှလည်းမသေးကွဲတော့တဲ့အခြေအနေစစ်တပ်ဘက်ကလားဒီဘက်ကိုဘက်ဒီတိုင်းရင်းသားလက်နက်ကင်ဒီဘက်ကလားဆိုတာလည်းမသေးကွဲတော့တဲ့အခြေအနေဖြစ်လာတော့ဒီဟိုပေါ့နော် UNHCR ကလေပြီးတော့ကျမတို့အကူအညီတောင်းခံတယ်ဖြစ်ချင်တော့အဲ့ချိန်ကာလမှာလည်းမြန်မာပြည်ကဒါရုပ်ချင်းအရေးပေါ်အခြေအနေထားဖြစ်တဲ့အခြေအနေမှာ UNHCR အနေနဲ့လည်းသူတို့မှာဒီမြန်မာဒုက္ခသည်တွေကိုဘယ်လိုကူညီမလဲဆိုတာမျိုးတွေကိုသူတို့မှာဘာမှဆုံးဖြတ်ချက်မရှိသေးဘူးဆုံးဖြတ်ချက်မရှိသေးတဲ့အခါမှာကျတော့သူတို့ US တန်ရုံးကလေပြီးတော့လွှဲယူပြီးတော့ကျမတို့အရေးပေါ်ဗီဇာနဲ့ဒီဘက်ကိုခေါ်ထုတ်ပြီးခဲ့အဲ့ဒါတော့မှကျမနေဆက်မှာ2လကျော်လောက်ပေါ့နော်ထပ်ဆောင်နေရတယ်ဒီဗီဇာရဖို့ဒါမဲ့ဒီ US ထိုင်းမှာရှိတဲ့ US တန်ရုံကကျမတို့ဒီဘက်ကဒီမိုကရေစီလှုပ်ရှားသူတွေကိုအသက်အန္တရာယ်ဖြစ်မှာဆိုလို့ပေါ့နော်သူတို့အဲ့ဒီပုံမှာတော့သူတို့အင်တိုင်းအားထိုက်ကူညီပေးပါတယ်ဒါကြောင့်လည်းကျမအသက်ချမ်းသာရခဲ့တာပေါ့နော်မဟုတ်လို့ရှိရင်အဲ့နေရာမှာပြောရမယ်ဆိုလုံးဝ border line ပေါ်မှာဖြစ်နေတဲ့အခါကျတော့သူတို့ကိုယ်တိုင်လည်းကျမရဲ့လက်ရှိအခြေအနေကိုကျမတင်ပြတဲ့အခါမှာသူတို့ကိုယ်တိုင်လည်းကိုယ့်ရဲ့အသက်အန္တရာယ်ကိုသူတို့ထိတ်လန့်နေအဲ့ဒီအတွက်သူတို့ကတော့ဒီပေါ့တခြား process ကြာနိုင်တဲ့အရာတွေကိုမစင်စားတော့ဘဲနဲ့ဒီမြန်ထွက်လို့ရနိုင်မယ့်အချိန်ပြီးတော့လေထိုင်းဒီအဲ့ချိန်မှာထိုင်းနိုင်ငံဒီလည်းအရန်ကိုပဲသူတို့ကိုဗစ်နဲ့ပတ်သက်ပြီးအရန်တင်းကျပ်ထားတဲ့အချိန်ဖြစ်တယ်အဲ့ချိန်မှာကျတော့ဒီ US တန်ရုံးအနေနဲ့ထိုင်းအာဏာပိုင်တွေကိုကြော်လွန်ပြီးတော့လေလုပ်ဖို့အခက်ခဲတဲ့အနေအထားမျိုးတွေရှိတယ်အဲ့အခက်ခဲတဲ့အနေအထားတွေတည်းရမှာပဲသူတို့ပေါ့နော်ဒီလမ်းကြောင်းကိုရွေးချယ်ပြီးတော့ဒီဘက်ကိုသူတို့ပို့လိုက်တဲ့သဘောပေါ့နော်ဟုတ်ကဲ့အဲ့နဲ့မရောက်လာတာပေါ့ဒီဘက်ကျမနားထောင်ရင်းနဲ့တော့မှစက်သိန်းနေခါမှာတကယ်ကိုလေးစားပါတယ်မရဲ့အခက်ခဲတွေအများကြီးကိုကြော်ဖြတ်ခဲ့ရတာကျေးဇူးတင်ပါတယ်ခန္ဓာရည်ရရှိတဲ့အတွက်လည်းတကယ်ကိုလေးစားပါတယ်ဟုတ်ကဲ့အမကျမတို့နောက်ထပ်မေးခွန်းလေးကတော့ကျမတို့ဒီပေါ့နော်အများသောအားဖြင့်ပေါ့နော်ကျမတို့ဒီမြန်မာပြည်မှာရှိတဲ့လူတွေကပြီးကြလို့ရှိရင်တိုက်ပွဲဝင်နေတဲ့သူတွေကပြီးကြလို့ရှိရင်ပြည်ပမှာရှိနေတဲ့သူတွေကအစပေါ့နော်အားလုံးရဲ့မေးခွန်းလေးဒါအိမ်မက်ဘယ်လိုပြောမလဲမျောလင်းရှက်လို့လည်းပြောလို့ရပါတော့နော်အောင်နိုင်ရေးကဘယ်တော့လဲဆိုတဲ့မေးခွန်းလေးတွေတချို့တွေဆို state လေးတွေရေးကြတယ်ပေါ့တချို့ကြတော့လည်းမေးခွန်းလေးတွေမေးကြတယ်ပေါ့အဲ့ဒီအပေါ်မှာရောအမရဲ့အမြင်လေးနဲ့အဖြေလေးကိုပြောပြပေးပါလားဟုတ်ကဲ့ဒီမေကွန်းကလေကျွန်မအခုဒီမှာဆိုလို့ရှိရင်ဒီအမေရိကရောက်တဲ့အချိန်မှာပေါ့နော်ကျွန်မ fundraising ပွဲလေးတွေတော်တော်များများသွားဖြစ်ပါတယ်ဒီရှေ့ပိုင်းမှာပေါ့နော်ဒီနယူးဒေါ်လာရေးရမုံငွေရှာဖွေပွဲလေးတွေကျွန်မတက်ဖြစ်ပါတယ်တက်ဖြစ်တဲ့အခါမှာဒီပြည်သက်နဲ့မေကွန်းအမေးဖြေကဏ္ဍလေးတွေမှာကျွန်မမြို့တိုင်းမှာအမေးခံရတဲ့မေကွန်းဒါကကြတော့ဟိုသူတို့ကျွန်မကိုမေးတယ်ဆိုတာကလည်းဘယ်လိုခေါ်မလဲသူတို့စိတ်ထဲမှာဖြစ်ပေါ်နေတဲ့အရန်သိချင်နေတဲ့ဆန္ဒပေါ့နော်ပွင့်လင်းပြောရင်ကျွန်မတို့လည်းအဲ့ဒီအခြေအနေကိုပဲနေတိုင်းမျှော်လင့်နေတာကျွန်မဆိုလို့ရှိရင်ဒီ February 1ရက်နေ့ဖြစ်ပြီးအိမ်ကနေပြီးတော့ရှောင်းတဲ့အချိန်မှာလည်းတပတ်လောက်လိုပဲစိတ်ထဲမှာထင်ခဲ့တာတေချာပေါက်လေအခုဒီလိုမျိုးဒီလိုရောက်လာပြီးဒီဒေါ်လာရေးကိုဒီလိုမျိုးလုပ်နေရမယ်လို့အဲ့ချိန်ကာလမှာဟိုပေါ့နိုင်ငံရေးအတွေ့အမြင်လည်းအဲ့လောက်ထိဘယ်လိုခေါ်မလဲမဂျူကမဖြစ်နိုင်သေးတဲ့အချိန်ဖြစ်တယ်ပြီးတော့စိတ်ခံစားချက်တွေ emotional တွေနဲ့အမှန်ကိုမမြင်နိုင်သေးဘူးပေါ့နော်အဲ့ကျမတွေ့ကြုံလေးပြောရမယ်ဆိုလို့ရှိရင်ကျမကိုအိမ်ကနေပြီးတော့ကဲထုတ်ပြီးတော့ကိုညီထားတဲ့အကိုပေါ့သူဆိုလို့ရှိရင်ဒီနိုင်ငံရေးမှာအတွေ့အကြုံရှိတဲ့သူတယောက်ဖြစ်တယ်အဲ့ခါကျတော့သူကကျမကိုအဲ့တော့အိမ်ညာဘက်မှာပေါ့ဒီကိစ္စတွေပြောပြကြရင်တော့ကျမကိုအဲ့တော့မမှတ်ရကျမထင်တယ်ဒီအာနာသိမ့်ပြီးတပတ်မပြည့်သေးတဲ့အချိန်ပေါ့အဲ့ချိန်မှာသူကကျမကိုနိုင်ငံရေးနဲ့ပတ်သက်ပြီးဆွေးနွေးတဲ့အခါမှာအခုဒါကဘယ်လောက်ကြာမှလဲအခုကျမမေးခံနေရတဲ့မေးခွန်းလိုမျိုးအဲ့ဒီတစ်ပတ်လောက်လူမာတွေကကျမမေးခဲ့ဘူးမေးခဲ့တာပေါ့မေးခဲ့ဘူးဘယ်တော့ကြာမှလဲဘယ်လောက်ကြာမှလဲဘယ်တော့အိမ်ပြန်မှလဲဆိုတော့မေးခွန်းပေါ့နော်အဲ့လိုဆိုတော့ကျမအဲ့တော့ပြောဘူးလေတွေးမိကြအောင်မှာညီမလေးကြီးဆိုကျမသူ့အဲ့တော့အရန်စိတ်ဆူသွားတယ်လုံးဝဒါကိုယ့်ကိုအိမ်ကလေကဲထုတ်လာတဲ့လူတွေပါတယ်မစင်းစားနိုင်လောက်ဒေါသထွက်သွားတယ်ဘယ်လိုဆိုဒီစကားဒီကျမကြားချင်တဲ့အဖြစ်မဟုတ်ဘူးအဲ့လိုဆိုတော့အဆိုးဆုံးမမျော်လင့်နိုင်သေးဘူးပေါ့အဲ့တုန်းကလည်းအဲ့အချိန်တစ်ပတ်လောက်အတွင်းမှာတော်လန်ကြီးကိုမရင်ကျက်နိုင်သေးဘူးဟုတ်ကဲ့အဲ့တော့အဲ့တုန်းကအခုဥပမာပေးချင်တာကလည်းအခုလက်ရှိမှာလည်းဒီမိကုန်းကိုကျမတို့ပြည်သူတွေအားလုံးကတစားစားမီးနေကြတယ်ကျမဖြေလိုက်တဲ့အဖြေကို 100% သဘောကျခြင်းမှလည်းကြမယ်ပေါ့နော်ဒါကကျမတို့ကိုယ်တိုင်လည်း false hope တွေနဲ့တာယာခဲ့ဘူးလေဖော့ဆုပ်တွေနဲ့မနှက်ပြန်တပတ်ခါကျမတို့နိုင်ငံကိုသူများနိုင်ငံကဝင်ပြီးကဲသွားပါမယ်လို့ကျမတို့တကယ်ကိုဟိုပေါ့နော်တချို့ကပြောတယ်ဖော့ဆုပ်တွေရေးတယ်လို့ဖော့ဆုပ်တွေပေးတယ်လို့တချို့တွေကပြောကြတယ်ပြီးတော့အဲ့လိုမျိုးပေါ့နော်ဘယ်နိုင်ငံကူညီမယ်ဘယ်နိုင်ငံကူညီမယ် online ပေါ်မှာရေးနေရတယ်အများကြီးရှိရလေအဲ့ဒီထဲမှာလည်းကျမပါခဲ့ဘူးလေအဲ့ဒါကသူများကိုဖော့ဆုပ်ပေးတာမဟုတ်ဘူးကျမကိုယ်တိုင်ကိုပဲအဲ့လိုအယူမှုမျှော်လင့်နေတဲ့အချိန်ဖြစ်တယ်အဲ့လိုဆိုတော့အခုကြာတော့ကျမတို့ကပေါ့နော်တော်လန်ရေးကလည်းအချိန်ကာလတစ်ခုထိကြာလာခဲ့ပြီဒီချိန်မှာလည်းကျမတို့တော်လန်ရေးကိုတဖြည်းဖြည်းပို့ပြီးတော့ရှင်းကျက်လာခဲ့ပြီတစ်ရက်နဲ့တစ်ရက်ပေါ့နော်အဲ့တော့အဲ့ချိန်ကာလမှာဒါကျမအခုချိန်ဒီမှာမျှော်လင့်ချက်အတုတွေဆိုတာမျိုးတွေကိုကျမကိုယ်တိုင်လည်းမပျော်ဝင်တော့တယ်လို့ဘယ်သူမှလည်းမနှက်ပြန်တပတ်ခါပြီးမယ်လို့လည်းဘယ်သူမှမနှက်သိချင်တော့ဘူးပေါ့နော်ဒီကာလမှာဒါကျမတို့
ဒီတော်လန်ရေးဒီဘယ်တော့ပြီးမလဲဆိုတော့အားလုံးသိချင်နေကြပဲမဲ့ကျမတို့များပါဝင်နေတော်လန်ရေးရက်တွေဒီပို့ပြီးတိုလာလေကျမတို့ရဲ့အောင်ပွဲတွေကိုမြန်နီးလာလေပဲပေါ့နော်အခုဆိုလို့ရှိရင်ဟိုမေးမဲ့သူပေါ်မှာမူတည်မှာပေါ့မင်းမဲ့သူဒီတော်လိုင်းကြီးမှာဘယ်လောက်ထိထဲဝင်ပါဝင်နေတယ်လဲကိုဘယ်လောက်ပါဝင်ထားရဲဆိုတဲ့ပုံမှာမူတည်ပြီးတော့ဒီတော်လိုင်းကြီးဒီဘယ်လောက်ကြာနိုင်လဲဆိုတော့ပုံပြန်ပြီးစမ်းစစ်ရမယ့်အချိန်ဖြစ်သွားတယ်ဟိုဘယ်လိုခေါ်မလဲအားလုံးဒီဒေါ်လာကြီးရမှာရဲ့ဒီဘယ်လိုခေါ်မလဲတောင်တန်းပြည်မှအကုန်လုံးတနိုင်ငံလုံးကိုဟိုလဲနေလေအောင်မင်းဆောင်မကျန်ကူးဆက်လာတဲ့အခြေအနေမှာနေသားသလိုနေနေတဲ့သူတွေလည်းအခုချိန်ထိအများကြီးရှိနေသေးတယ်အဲ့နေသားသလိုနေနေတဲ့လူတွေပြောနေကြစကားရှိရင်နိုင်ရင်လည်းနိုင်ရှုံးရင်လည်းရှုံးမြန်ပြီးပါတော့ဆိုတဲ့စကားပေါ့နော်ကျမတို့ကအဲ့ဒါကိုလက်မခံဘူးကျမတို့မှာနိုင်ရင်လည်းနိုင်ရှုံးရင်လည်းရှုံးဆိုတာမရှိဘူးနိုင်အောင်တိုက်ရမှာနိုင်အောင်တိုက်ရမှာသူတို့ကကြတော့ဒီအခြေအနေကိုဟိုပြောရရင်အနေချောင်းအစားချောင်ခြင်းလို့အခုလိုမျိုးနေရတာကိုသူတို့အနေရရှိရလို့ခံစားရလို့စီးပွားရေးလို့မကောင်းလို့ခံစားရလို့ဟိုနိုင်ရင်လည်းနိုင်ရှုံးရင်လည်းရှုံးလိုက်တော့တဲ့မြန်ပြီးရင်ပြီးတာပဲဆိုတော့စကားမျိုးတွေထွက်လာတာကျမတို့ဒီဘက်ကပြည်သူတွေတကယ်ဒီမိုကရေစီလိုလားတဲ့သူတွေမျှော်လင့်ထားတာကနိုင်ရင်လည်းနိုင်ဆိုတာပဲရှိတယ်ရှုံးရင်လည်းရှုံးဆိုတာမရှိဘူးအဲ့ခါကျကျမတို့ကနိုင်တဲ့အထိတိုက်ရမှာနိုင်တဲ့အထိတိုက်ရမယ်အဲ့ဒီနိုင်တဲ့အထိကိုရေရှည်ပါဝင်နိုင်ဖို့ကျမတို့ကအခုတည်းကတက်လုံကိုကြိုပြီးပြင်ဆင်ထားမနှက်ဖြန်တစ်ဘက်ကပြီးသွားရင်တော့အကောင်းဆုံးပေါ့မနှက်ဖြန်တစ်ဘက်ကသူတို့အကုန်လုံးလက်နက်ချပြီးတော့ဒါ PDF တွေအကုန်လုံးကအလံကြီးတလူလူနဲ့မျိုးတွေကိုတက်သိမ်းပြီးတော့သူတို့လက်နက်ချသွားရင်ဒါကတော့ကျမတို့တို့ရုပ်ရှင်ဆန်လွန်လက်ရှိကျမတို့ရဲ့တော်လိုင်းကြီးအခြေအနေတွေပဲအဲ့လိုမျိုးဟိုတက်မတော်ကြီးချီလာပြီးတော့တင်မလားတခြားနိုင်ငံဝင်တိုက်သွားပြီးတော့သူတို့တွေလက်နက်ချဒါမှမဟုတ် PDF တွေအကုန်လုံးအမျိုးပေါ်တွေဝင်လာပြီးတော့သူတို့ရဲ့စကန်တွေဝင်သိမ်းတင်မလားအလန်ကြီးတလူလူနဲ့ကျမတို့အဲ့ဒီအနေထားကိုမြင်ရဖို့ကဟိုဖြစ်နိုင်ခြင်းမဖြစ်နိုင်အောင်ပဲဘာလို့လဲဆိုတော့လက်ရှိတော်လန်ရေးရဲ့အနေထားဒီ9လ10လအတွင်းမှာမှဒီ PDF ဆိုတဲ့ဒီတက်မတော်တစ်ခုပေါ်အောင်ကျမတို့ကပုံဖော်နေရတဲ့အခြေပင်ရှိသေးတယ်အဲ့ဒီအခြေအနေမှာပဲဒီလောက်ထိတစ်ဖက်ကိုစိတ်သက်အင်အားပြီးတော့လူအင်အားရောကြအောင်ကျမတို့ဘယ်လိုခေါ်မလဲဖိအားပေးလာနိုင်တယ်ဒါဒီဟိုကျမတို့မြန်မာသမိုင်းရဲ့ဒီမိုကရေစီအရေးတော်ပုံတိုင်းမှာဘယ်တော့မှမကြုံခဲ့ဘူးတဲ့ဘယ်တော့မှအဲ့ထိရောက်မလာနိုင်ခဲ့ဘူးတဲ့အခြေအနေပဲပေါ့နော်အခုဆိုကျမတို့ရဲ့ရှေ့မှာကျမတို့ရဲ့ရှေ့မျိုးဆက်တွေပေါ့တိုက်ပွဲဝင်ခဲ့ကြတဲ့88တို့88ကရှေ့ရအဲ့လိုအာဏာသိမ်းမှုတွေမှာသူတို့တွေတိုက်ပွဲဝင်ခဲ့ကြတယ်သူတို့ရဲ့အသက်တွေကိုပေးခဲ့ကြတယ်ဒါပေမဲ့ဒီအခြေအနေထိတခါမှမရောက်လာခဲ့ဘူးဒါဒီကျမတို့မြန်မာနိုင်ငံရဲ့ဒီမိုကရေစီအရေးတော်ပုံတမိုင်းမှာဒီဒေါ်လာရေးလောက်ရှေ့ကိုရောက်ခဲ့တဲ့ပြီးတော့လူတွေအကုန်လုံးပြည်သူတွေအကုန်လုံးပေါ့နော်ပြည်တွင်းပြည်ပတောင်တန်းပြည်မအကုန်လုံးပါဝင်လာတာကဒီဒေါ်လာရေးမှာကဟိုပြောရမယ်ဆိုတော့အမြင့်မားဆုံးနဲ့အမြင့်ဆန်ဆုံးပဲဖြစ်တဲ့အတွက်ကျမတို့ရဲ့အောင်ပွဲဒီအရန်ကြီးတော့မဝေးတော့ဘူးဒါပေမဲ့ကျမတို့ပို့ပြီးပါဝင်လာလေကျမတို့ရဲ့အောင်ပွဲဒီတရက်ပို့ပြီးနီးလာလေပါပဲဟုတ်ကဲ့ကျေးဇူးတင်ပါတယ်အမအခုလိုဖြေချပေးတဲ့အတွက်ခုနအမပြောသလိုမျိုးပေါ့နော်ဒီဘက်ရောက်ပြီးတဲ့ခါမှာကျမကိုနိုင်လဲဒါမျိုးတွေပေါ့နော်ဒီတော်လိုင်းရေးအတွက်ပွဲတွေလည်းအမပါဝင်နေတာတွေ့ရတယ်ပေါ့နော်ဒါတွေကျမလုပ်ရမယ်လို့မထင်ထားခဲ့ဘူးဒါပေမဲ့အမအခုဒီမှာပေါ့နော်တိုက်ပွဲဒီဘက်မှာလည်းတိုက်ပွဲတွေလုပ်ဘယ်လိုပြောလဲပြည်သူတွေနဲ့အတူဆင်နွှဲပေးနေတာကိုတွေ့ရတယ်ပေါ့နော်အမများသောအားဖြင့်ပါဝင်နေတဲ့အရာကျမတွေ့တဲ့အရာ fundraising ပွဲတွေမှာသွားပြီးတော့မှဒီ PDF တွေကိုထိရရောက်နဲ့ကူညီပံ့ပိုးနေတာကိုကျမတို့လေ့လာတွေ့ရှိရတယ်ပေါ့နော်အဲ့ဒီအတွက်အမကဘယ်လောက်ထိရောက်နဲ့ကူညီထားတာလဲ fundraising တွေရောဘယ်လိုမျိုးပေါ့နော်တချို့ကတော့သိရှင်ကြမှာပဲလေနော်အဲ့ဒီလေးကိုအမဖြည့်ပေးနိုင်မလားရှင်ကျမကလေဒီဘက်ကိုရောက်လာတဲ့အချိန်မှာပေါ့နော်ကိုပြန်ပြီးမေးတယ်ရောက်ချင်းမှာကျမအနေနဲ့ကျမအမေရိကကိုရောက်ပါပြီလို့ကျမပြောလို့မရသေးဘူးဘာလို့လဲဆိုတော့အဲ့ချိန်ကာလမှာကျမတို့ရဲ့နိုင်ငံမှာကျမမိသားစုကကြံနေခဲ့တယ်ကျမမိသားစုကြံနေခဲ့တယ်ဆိုတော့ကျမဒီဘက်ကိုရောက်သွားပြီဆိုတာဒါသူတို့သိသွားပြီဆိုလို့ရှိရင်ချက်ချင်းကျမမိသားစုကအနေရရှိသွားအဲ့တော့ကျမဒီခဏတစ်ဖြုတ်တော့လာပိုင်းပေါ့နော်ခဏတစ်ဖြုတ်တော့အตาလေးနေရသေးတယ်အပြင်မှာပဲရှောင်းနေတယ်လို့ပြင်မှာပဲရှိနေတယ်လို့နေရသေးတယ်ဒါပေမဲ့ကျမမိသားစုကိုကျမဒီနေဆက်ဖက်ကူပေါ့နော်လုံခြုံရလွံ့မြောက်နေပြီတခုပို့နိုင်လိုက်တဲ့အခြေအနေမှာတော့ကျမဒီဘက်ကိုရောက်နေပြီဆိုတာကိုဖွင့်ပြောလိုက်တယ်အဲ့ချိန်မှာနားလေပေးကြတဲ့ပြည်သူတွေရှိတယ်လို့မျိုးတချို့ကကျမပေါ်မှာစောရီတွေအမြင်ဆောင်နေကြတဲ့သူတွေနေလဲအမေရိကကိုပြီးနေဆိုတာမျိုးပေါ့နော်အဲ့ဒါကြောင့်ဒီမှာခုနကရှင်းပြတဲ့အထက်မှာလည်းပါတယ်တချို့ကပြောတယ်လွတ်မြောက်နေနေရှိတာပဲဘာလို့အမေရိကထိရောက်တာလဲဟုတ်ကဲ့ဆိုတော့ကျမတို့ရှောင်ပြေးနေတဲ့အချိန်လေးမှာလွတ်မြောက်နေမိတွေဒီအခုအချိန်လေးမျိုးမဟုတ်သေးဘူးလွတ်မြောက်နေမိကခေါင်းဆောင်တွေကိုဆက်သွယ်ဖို့ကျမတို့မှာအင်အားမရှိဘူးပြီးတော့အဲ့ချိန်မှာလည်းအဲ့လောက်ထိပေါ့နော်ဘယ်လိုခေါ်မလဲအခြေအနေတွေကမတူတော့ဘူးအခုအခြေအနေနဲ့မတူတော့အဲ့တုန်းကပေါ့နော်အခုတချို့တွေဆိုဝေဖန်ကြတဲ့မိကွန်းလေးတွေရှိတယ်ဘာလို့လက်နက်မကင်တာလဲဆိုတော့
တကယ်တည်းမှာကိုရီးယားလေလက်နက်ကင်ဖို့မပြောနဲ့တနက်အစ်စ်တောင်မြင်ဘူးတဲ့သူမဟုတ်အခုကျမှလာဒီဂျော်လန်ရေးတဲ့ဝင်မှန်းမသိပေါ့နော်လက်နက်ကင်ဒေါ်လာရေးတဲ့ဝင်မှန်းမသိကိုယ့်ရဲ့နေရာတွေဝင်ပြင်းနေတာအခုနောက်ပိုင်းကဒီဒေါ်လာရေးကိုမဂျူကဖြစ်လာတာအရင်တော့ကျွန်တော်ကလက်နက်တနက်လည်းမမြင်ဘူးညီမတို့နိုင်ငံမှာလည်းတနက်ဆိုတာဟိုဘယ်လိုခေါ်မလဲကန့်တက်ထားတဲ့ပစ္စည်းဖြစ်တဲ့အခါကျတော့ပြီးတော့အဲ့ချိန်ကာလမှာလေဒီ PDF ဆိုတာမပြောနဲ့ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ Federal Army ဆိုပြီးတော့စပြီးတော့အတန်တွေထွက်လာတဲ့အချိန်ဒီအဲ့မတိုင်ခင်မှာဒါကျွန်မရှောင်ပြေးနေတဲ့အချိန်မှာကြတော့သူကလက်နက်ကင်တော်လန်ဖို့မပြောနဲ့ Federal Army အဆင့်ကိုမပြောနဲ့တကယ်ပေါ်ပေါက်လာတဲ့ PDF ကိုမပြောနဲ့အဲ့ချိန်ကာလမှာတော့ဒီလေးခွပါသွားရင်တော့မှအကျန်းဖတ်တယ်ဆိုပြီးဖြစ်မှာဆိုလို့ဒလန်ဆိုပြီးတော့ဆွဲထုတ်တဲ့အဆင့်ထိပြည်သူတွေရဲ့စိတ်ထဲမှာအကျန်းမဖတ်ရဘူးအကျန်းမဖတ်ရဘူးဆိုတဲ့ဟာကလုံးဝဆွဲထင်နေတာအကွက်ထဲဝင်သွားမယ်ဆိုတော့ဆွဲထင်နေတာဆွဲထင်နေတဲ့အချိန်မှာကျွန်တော်တို့မှာလက်နက်ကင်တိုက်ပွဲဝင်ဖို့သွားရမယ်နေရာလည်းမရှိဘူးလက်နက်ကင်နေမြေဆိုတာကိုလည်းပြည်သူအားလုံးကလက်နက်ကင်ပြီးတော်လှန်ရမယ်ဆိုတာကိုလည်းပြည်သူအားလုံးကလက်မခံကြသေးဘူးကျွန်တော်တို့ကိုယ်တိုင်လည်းအဲ့တုန်းကလက်နက်ကင်ပြီးငါတို့ကပြန်တိုက်မှရတော့မယ်ဆိုတဲ့အဆင့်ကိုတော့မတွေးမိသေးဘူးတွေးမိပေမဲ့ဒီကောင်တွေကတော့လုံးဝငါတို့လက်နက်မပါဘဲနဲ့တိုက်နေငါတို့ပြန်ဒီလိုမျိုးတတ်နေမှာပဲလို့တွေးနေမိပဲမဲ့လက်နက်ကင်တော်လည်းဒီတကယ်အကောင့်ထဲပေါ်လာပါမလားဆိုတာကိုကျွန်တော်တို့မခွဲခြားနိုင်သေးတဲ့အခြေအနေဖြစ်တယ်အဲ့ခါဆိုတော့အဲ့ချိန်မှာလည်းကျွန်မရွေးချယ်စရာမရှိဘူးအသက်မသေးဖို့ပဲအရေးကြီးတယ်လို့ပေါ့ February 1 ရက်နေ့မှာဒါအဖမ်းခံရလို့ရှိရင်ရိုက်နှက်ခံရမယ်ထောင်ချခံရမယ်ဒီလောက်နဲ့ပဲပြီးသွားမှာပြီးသွားပြီးတော့ထောင်ထဲမှာပဲအခုချိန်ကြီးလည်းရှိနေနိုင်တယ်အသက်ခံရမယ်အဆင့်ထိတော့မဖြစ်နိုင်သေးဘူးဒါပေမဲ့ February 3 ရက်နေ့မှာကျွန်မအိမ်ကထွက်သွားပြီးတဲ့နောက်ပိုင်းသူတို့ကျွန်မကိုမမိတော့တဲ့နောက်ပိုင်းကျွန်မ3 ရက်နေ့ကစပြီးတော့လုံးဝအခုချိန်ထိပေါ့နော် Facebook ပေါ်ကလုံးဝမနာတဲ့အကောင့်ကျသွားရင်တော့ကျွန်မနောက်ထပ်အကောင့်အသစ်တစ်ခုနဲ့လုံးဝအဆက်အသွယ်ပြတ်မသွားအောင်ကျွန်မနေတယ်ပြီးတော့ကျွန်မရဲ့ရေးသားမှုတွေကလည်းနာကြီးချက်ကြောင့်ပေါ့နော်အကုန်လက်ကုန်ဖြစ်လာတယ်လက်ကုန်ဖြစ်လာတဲ့အခါကျတော့ဘယ်လိုလဲအဲ့ဒီအချိန်မှာဒါမိသွားခဲ့တယ်ဆိုလို့ရှိရင်ကြတော့ကျမရဲ့အခြေအနေဒီ February 1 ရက်နေ့အဖမ်းခံရတဲ့အခြေအနေတွေကမတူနိုင်တော့ပြီးတော့အဲ့ချိန်မှာလည်းဒီမိသွားတဲ့လူတွေကိုဟိုပေါ့နော်သူတို့ညှိုးထားတဲ့သူတွေမှန်သမျှကိုဒီနေ့ခေါ်သွားမနှက်ပြန်အလောင်းပြန်ပို့တဲ့အခြေအနေတွေဖြစ်လာတယ်အဲ့ချိန်ကျတော့ကိုကဘယ်လိုမျိုးခံယူထားလဲဆိုတော့အသက်လူတယ်လို့ခံယူထားတယ်အသက်လူတယ်မတေဖို့ပဲလိုတယ်မတေအောင်နေရမယ်မတေမှတိုက်ပွဲဆက်ဝင်နိုင်မယ်ဆိုပြီးတော့ကျမလိုမျိုးကဒီလက်တိုင်းသားလက်နက်ကင်နေမိတယ်မှာလက်နက်သွားကင်မယ်ဆိုလဲကျမဒီဘာမှအသုံးမဝင်ဘာမှအသုံးမဝင်ကျမဘယ်သူမှလည်းတနက်နဲ့ပြတ်တက်နိုင်မှာလည်းမဟုတ်ပြီးတော့အဲ့ချိန်ဒီမှာကျမရဲ့ဒီပေါ့နော်လက်ရှိဆက်လုံနိုင်စွမ်းတွေက internalize မရတဲ့နေရာမှာမရှိဘူးကျမဒီလူအများနဲ့ဆက်ဆံတဲ့ဒီ Facebook ပေါ်ကနေပြီးတော့ကျမရဲ့ follower များတယ်အဲ့ follower တွေနဲ့ communicate လုပ်နိုင်တဲ့နေရာမှာပဲရှိနေတယ်ပြီးတော့ကျမလေးစားရတဲ့သူတွေနဲ့တိုင်ပင်တဲ့ခါကျတော့သူတို့ကလည်းအဲ့လိုပဲအကြံဉာဏ်ပေးတယ်အဲ့လိုပဲလက်ခံတယ်အဲ့တော့ကျမဒီဘက်ကိုထွက်လာဖို့သူUS တိုင်ဝမ်စီစဉ်ပေးတဲ့ဟာလေးပြီးတော့ဒီဘက်ကိုရောက်လာတယ်တကယ်တမ်းပြောရရင်မနှက်ပြန်သွားရမယ်ဆိုတာကိုကျမဒီနေ့မှသိတယ်ဒီနေ့မှသိတယ်ဘာပြင်ဆင်မှုမှမရှိဘူးကျမသွားရမယ့်လေစိတ်အခြေအနေကိုကြည့်လိုက်တဲ့အချိန်မှာဟိုပါပေါ့နော်ရာသီဥတုကိုကြည့်လိုက်တဲ့အချိန်မှာ2 degree 0 degree ရှိတယ်အဲ့ချိန်မှာကျွန်မအနူးရဲ့တစ်ထည်မှမပါဘူးထောင်ထဲမှာဝတ်ဖို့ဆိုပြီးတော့ယူထားတဲ့အဝတ်ထည့်လာတဲ့အဝတ်စား3စုံနဲ့ကျွန်မဒီဘက်ကိုရောက်လာခဲ့တာအဲ့တော့ဒီဘက်ရောက်တဲ့အချိန်မှာထောင်ထဲမှာဝတ်ဖို့အဲ့တော့3 ရက်နေ့4 ရက်နေ့မှာဆိုတော့အိမ်ကနေထွက်မပြေးနိုင်သေးတဲ့အချိန်မှာလာခွင်လိုက်သွားဖို့အထုပ်ကလေးထုတ်ပြင်ထားတယ်အထုပ်လေးထုတ်ပြင်ထားတယ်ထွက်တဲ့အချိန်မှာလည်းအဲ့အထုပ်နဲ့ပဲဟိုအဝတ်စားထည့်ချိန်လည်းမရဘူးဘယ်လိုခေါ်မလဲသူတို့နည်းနည်းလေးလစ်သွားတဲ့အချိန်ကညံစင်ပြီးထွက်ရတယ်ဆိုတဲ့အချိန်မှာကျတော့ပြင်ဆင်မှုလည်းမရှိဘူးဘယ်လိုခေါ်မလဲအဲ့ဒီအထုပ်ပဲအထောင်ထဲမှာဝတ်ဖို့ဆိုပြီးထဲတာထုတ်ထားတဲ့အထုပ်လေးပဲကျွန်မယူပြီးထွက်ပြေးလာခဲ့တာဆိုတော့အဲ့ဒါနဲ့ဒီဘက်ရောက်တဲ့အချိန်မှာကျွန်မစိတ်ထဲမှာဘယ်လိုတွေးလဲဆိုတော့စာရီဆက်ရေးဖြစ်တယ်ပေါ့နော်စာရီဆက်ရေးဖြစ်တဲ့အချိန်မှာသူတို့ဟိုဘယ်လိုခေါ်မလဲတဖြည်းဖြည်းနဲ့ကြာလာတော့စိတ်ထဲမှာပို့ပြီးခက်ခဲလာတယ်ဒီစာရီပဲထပ်ရေးပြီးတော့ဒီစစ်တပ်ကိုပဲကျမတို့ထိုးနှက်နေမယ်ဆိုလို့ရှိရင်ကြတော့ဒါဒီပို့ဘလောက်အသုံးဝင်မလဲဒီဒေါ်လာရင်းမှာဘလောက်အသုံးဝင်မလဲ speak out လုပ်တဲ့ဘိုင်းမှာတော့ကျွန်မအသုံးဝင်မယ်ဒါပေမဲ့ကျွန်မဒီထက်အသုံးဝင်ဖို့လိုမယ်ဘာလို့လဲဆိုတော့တကယ်မြေပြင်မှာအဲ့ချိန်မှာကဒီကျွန်မတို့ရဲ့ PDF လူငယ်တွေကလက်နက်ကင်ဒေါ်လာရေးအတွက်တောထဲမှာသွားပြီးတိုက်ပွဲဝင်ဖို့စ조사နေကြပြီအဲ့ချိန်မှာကျွန်မဒီကနေပြီးတော့ဟိုပေါ့နော် line ပေါ်ကနေပြီးတော့စစ်တပ်ကဘလို့မင်းအောင်လိုင်ကဘလို့ဒါတွေကတနိုင်ငံလုံးနဲ့တည်နေပြီးသွားပြီအဲ့ချိန်မှာပြပကလေကျွန်မဘာဆက်လုပ်နိုင်မလဲလို့တွေးတဲ့အခါမှာကျွန်မလမ်းကြောင်းနှစ်ခုတွေ့တယ်ပေါ့နော်တစ်ခုဒီကျွန်မလက်ရှိလုပ်နေအဲ့အရှင်မှာလုပ်နေခဲ့တဲ့ speak out လုပ်တယ်ကျမတို့ပြည်သူတွေဘယ်လိုမျိုးဟိုနှိမ့်ဆက်ညှဉ်းပန်းခံနေရပါတယ်ဆိုတာရယ်တစ်ဖက်ကိုကျမ mind game ပေါ့နော်စိတ်ထက်အင်အားရော့ကြအောင် propaganda ဘိုင်းကိုသူတို့ရဲ့ဗတ်ချမ်းကတိလာအောင်ဘာလို့လဲဆိုတော့သူတို့ဗတ်ချမ်းမှာကပြောရရင်ဒီစစ်တပ်ဗတ်ချမ်းကလူတွေကအများနဲ့တရင်အမှောင်ချခံထားရတယ်အဲ့တော့သူတို့စီကိုကျမတို့
စစ်တပ်ပေါ်မှာပြည်သူတွေကဘယ်လိုမြင်နေပါလဲဆိုတာဘယ်လိုမျိုးသူတို့ရဲ့အဆင့်ဒီဘယ်လောက်ဖြစ်သွားပါပြီပြည်သူတွေအမုန်းလေပဲဒီဘယ်လောက်ထိရောက်သွားပါပြီဆိုတာသူတို့ကိုကျွန်တော်ကတိအောင်ပြောရတယ်အဲ့ဘိုင်းကိုကျွန်မရွေးချယ်တယ်ဒီ speak out line နဲ့ဒီအဓိကတော့ဟိုပေါ့နော်ဘယ်လိုခေါ်မလဲသူတို့ first psychological warfare ပေါ့အဲ့ဒီဘက်မှာကျွန်မတာဝန်ယူတယ်ဒါကတော့ဘယ်သူမှမပေးတဲ့တာဝန်မှာကိုယ့်အကိုယူလိုက်တဲ့တာဝန်ပြီးတော့နောက်ထပ်တစ်ဆင့်ကတော့ကျွန်တော်တို့ရဲ့ဒီလူငယ်တွေဒီတော့ထဲမှာသွားပြီးတော့တိုက်ပွဲအောင်ကိုစူးစမ်းနေတဲ့လူငယ်တွေကျမတို့ကလက်နဲ့မကင်နိုင်ဘူးဒီလိုပဲကျမတို့ဒီအမေရိကမှာရောက်နေတယ်ကျမတို့ကဘာရက်မှာရောက်နေတဲ့မြန်မာတွေဒီလေစိတ်သက်ရှိရင်တော့မှကျမတို့လက်နဲ့ပြန်မကင်နိုင်ဘူးမပြန်နိုင်အဲ့တော့ဒီလူတွေအားလုံးကိုအင်အားတစ်ခုစူးစီးနိုင်ဖို့ကျမမှာဘာအားသာချက်တစ်ခုရှိလဲဆိုတော့ဒီပေါ့လူသိများမှုတစ်ခုရှိတယ်အဲ့ဒါလေးတစ်ခုရှိမယ်ဆိုတော့ကျမအဲ့ဒါကိုသုံးပြီးတော့ဒါဒီအင်အားတွေကိုစူးစီးဖို့စူးစမ်းမယ်ပြီးတော့လို့ရှိရင်အဲ့ဒါကိုထိထိရောက်ကူညီဖို့စူးစမ်းမယ်ဆိုတော့ကျမဆုံးဖြတ်လိုက်တယ်အဲ့ဒါကြောင့်မလို့ကျမနယူးယောက်ကိုပထမဆုံးနယူးယောက်မှာကျမရောက်နေပါပြီဆိုတာကိုစပြီးတော့ဒီအမေစုရဲ့မွေးနေ့အမှတ်တရပွဲလေးမှာစကားလေးတော့ပြောရင်းနဲ့လူတွေအကုန်လုံးအသိပေးလိုက်တယ်ပြီးတော့ကျမပြည်ပဖြစ်သွားတဲ့အခါကျတော့အဲ့တော့ဝေဖန်မှုတိုက်ခိုက်မှုတွေတော်တော်လေးခံရတာပေါ့နော်တွေ့တယ်မှာဟုတ်ကဲ့အဲ့လိုဆိုတော့အဲ့ဒီကနေပြီးတော့ကျမနောက်တစ်ဆင့်မှာဒီ fundraising line ပေါ့ကျမတကယ်တော့ပတ်စံခံရမှာအရန်ကြောက်တယ်သူမျိုးအရင်ဒီဒေါ်လာရေးမတိုင်ခင်မှာလည်းကျမတို့ဒီပရာဟိတာပွဲတွေဘာတွေမှာကုညီစရာရှိရင်ခေါ်ရင်သူတို့ဖိတ်ကြရင်ကျမသွားပြီးကူညီပေးတယ်ဒါပေမဲ့ငွေကြီးလိုင်းဆိုကျမလုံးဝမထီဘူးဘာလို့လဲဆိုတော့ကျမချစ်သူလည်းရှိသလိုမုန်းသူလည်းပေါ်တယ်အဲ့လိုဆိုတဲ့အခါကျတော့ကိုလှုပ်လို့ရှင်သူများလို့ရင်ဘာမှမဖြစ်ဘူးမဒီပတ်စံဝင်ကိုင်းလို့ဘာမှမဖြစ်ပေမဲ့ကျမကဝင်ပြီးစီမံလို့ရှင်ရင်ဝေဖန်မဲ့သူကပို့ပြီးများတယ်အဲ့တော့အဲ့တုန်းကဆိုမျိုးရှင်လုံးဝမလုပ်ခဲ့ဘူးဒါပေမဲ့ဒီတစ်ခေါက်မှာကျမအဲ့ဒါကိုလုပ်ဖို့လဲ fundraising line ကိုကျမဝင်လုပ်ဖို့လဲကျမတော်တော်လေးတွေ့ဝေခဲ့တယ်။နောက်ကပြောတဲ့အကြောက်တရားပေါ့နော်။ငွေကြီးနဲ့ပတ်သက်ပြီးတော့ပြောလည်းမခံနိုင်ဘူးလုံးလည်းမလုပ်ချင်ဘူးဆိုတော့နောက်ကျတော့ပြန်စဉ်းစားဒါဒီစင်ကြီးပြီးနေတာကိုပြန်ပြီးဝေဖန်တယ်။အရင်တုန်းကပရာဟိတဆိုတာကလူတိုင်းဝင်လုပ်လို့ရတယ်။လူတိုင်းဝင်လုပ်နိုင်တယ်။ဘာလို့လဲဆိုတော့လွတ်လပ်အခြေအနေ။အခုချိန်နေမှာကျတော့ဒီလိုမျိုးfan ရှာပေးတယ် supporting လုပ်တယ်ဆိုတာပြည်တွင်းမှာအခုဆိုလို့ရှိရင် CDN တွေကိုဖမ်းတာတဲ့ CDN supporter တွေပို့ပြီးဖမ်းတယ်။ PDF တွေကိုပို့ပြီး target ထားတာထက် PDF တွေကိုထောက်ပံ့ပေးဖို့ကြိုးစားတဲ့သူတွေကိုပို့ပြီး target ထားတယ်။အဲ့တော့အခုချိန်မှာလုံနိုင်တဲ့လူအင်အားကနည်းလာပြီ။နည်းလာတဲ့အချိန်မှာငါအပြောခံမှာကြောက်တာတစ်ခုတည်းနဲ့တဲ့မလားအတ္တကြီးနေရလို့ကိုခံယူလာမိတယ်အဲ့ခါကျတော့မှဆုံးဖြတ်ချက်ချပြီးအပြောခံရမယ်ဆိုလဲဝေဖန်ခံရမယ်ဆိုလဲခံမယ်ဒါပေမဲ့အဲ့ဒါကိုလဲဝေဖန်ခံရတဲ့အခါမှာရှင်းပြနိုင်အောင်ကိုယ့်ဘက်ကတိတိကျကျပေါ့နော်အတတ်နိုင်ဆုံးစူးစမ်းပြီးလုပ်မယ်ဆိုပြီးတော့စပြီးလုပ်ဖြစ်သွားတာစာပိုင်းကတော့ဒီလောက်ထိရေရှည်ကူညီလာနိုင်မယ်လို့မထင်ဘူးပေါ့နော်အခုဆိုလို့ရှိရင်ဒီ fundraising line ကို individual လောက်လာတာတယ်ဟိုလောက်ပေါ့3လကျော်4လဖြစ်လာပြီအဖွဲ့ကူညီမှုကလည်းဒီအဖွဲ့ရဲ့လက်ထဲကိုအရောက်3,500ဝန်းကျင်လောက်ပေါ့နော်ဒါဟုတ်ကဲ့ထည့်ပေးနိုင်လိုက်ပြီပြီးတော့အခုလိုမျိုးအခုဒီပွဲကိုလာတယ်လို့မျိုးပေါ့နော်ဒီလိုအခြားပွဲတွေမှာဒီမျိုးတွေကအမေရိကမျိုးတွေကလေပြီးတော့ season နဲ့ organizer တွေနဲ့ပေါင်းပြီးတော့ organizer တွေက essence ဟိုပေါ့နော်လှူဒန်းဖို့ကိုညီဖို့ကိုလည်းကူပြီးတော့ဒီပွဲမှာလာပြီးလှုံ့ဆော်ပေးတဲ့ပုံစံမျိုးလေးတွေပါတွဲပြီးလုပ်ပေးနိုင်ခဲ့တယ်ပေါ့အဲ့တော့ပြောရမယ်ဆိုလို့ရှိရင်တော့ဒီလက်ရှိအနေအထားမှာလိုအပ်ချက်တွေအခက်အခဲတွေကတော့အများကြီးရှိနေတယ်ကျွန်တော်တို့ကူနေတယ်ဆိုရင်မဲ့လည်းဒီမြေပြင်မှာလိုအပ်နေမှုတွေနဲ့နှိုင်းယှဉ်မယ်ဆိုလို့ရင်じゃလိုအပ်နေသေးတယ်ထပ်ပြီးလိုအပ်နေသေးတယ်အဲ့တော့ပို့ပြီးတော့ပေါ့နော်ရေရှည်ပို့ပြီးတော့ခံတာအောင်ရေရှည်ပို့ပြီးတော့ကျွန်တော်တို့တောင်းခံနိုင်အောင်လို့တော့ဟိုဘယ်လိုခေါ်မလဲနီလန်းလေးတွေ strategy လေးတွေတော့ရှာရမယ်ပြည်သူတွေကိုလည်းအဲ့လိုမျိုးဘယ်လိုခေါ်မလဲရေရှည် plan လေးတွေပေါ့နော်အကောင်လုံး brainstorming လုပ်ပြီးတော့စီစဉ်နိုင်ကြမယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့ကောင်းမယ်လို့တော့စဉ်းစားထားပါတယ်โอเคမိုင်ကျမတို့နောက်ထပ်မေးခွန်းလေးတစ်ခုอ่ะပေါ့เนาะကျမမေးချင်တဲ့မေးခွန်းလေးတစ်ခုอ่ะအားလုံးလည်းသိရှင်ကြမယ်ထင်ပါတယ်ဒါကပြည်သူတွေအားလုံးအတွက်လိုအပ်တဲ့မေးခွန်းလည်းဟုတ်တယ်လို့အမရဲ့အဖြေလေးရလည်းအရောက်စီတိုင်းကိုခွန်အားဖြစ်စေမယ်လို့လည်းကျမယုံကြည်တယ်အဲ့ဒီမေးခွန်းလေးကတော့အာနာသိမ်းပြီးနဲ့မသိမ်းခင်မှာပေါ့เนาะကျမတို့အာနာမသိမ်းခင်မှာတိုင်းရင်းသားတွေကတယောက်နဲ့တယောက်ပေါ့เนาะကျမတို့ဖြစ်ဖြစ်နေတဲ့ပြဿနာတွေလည်းအမအများကြီးသိမှာပါဒီလိုမျိုးဟိုကွဲကွာမှုတွေအများကြီးရှိတယ်အထင်လွဲမှုတွေအများကြီးရှိတယ်အဲ့ဒီတုန်းကခံစားချက်ပေါ့เนาะအာနာမသိမ်းခင်ကတိုင်းရင်းသားတွေရဲ့ခံစားချက်တွေဆက်ဆံရေးတွေနဲ့အခုအာနာသိမ်းပြီးသွားတဲ့နောက်ပိုင်းမှာတိုင်းရင်းသားတွေရဲ့ခံစားချက်တွေနဲ့သူတို့ရဲ့ဆက်ဆံရေးတွေကိုရောအမအနေနဲ့ဘယ်လိုမျိုးမြင်ပါတယ်လဲရှင်ဟုတ်ကဲ့ဒီမိကုန်းလေးကကျမလည်းဟိုအခုဒီရက်ထဲမှာပဲကျမဓာတ်ကတ်ထားပြီးရေးပြနေတဲ့အကြောင်းအရာပေါ့နော်ဟိုကျမတို့အရင်တုန်းကပြောရမယ်ဆိုလို့ရှိရင်ညီမညီမတိုင်းဟိုပေါ့နော်တိုင်းရင်းသားလူမျိုးဘယ်နှမျိုးရှိလဲညီမတို့ငယ်တုန်းကတင်ခဲ့ရတယ်တိုင်းရင်းသားလူမျိုးစုဘောင်းဘယ်လောက်ရှိမဲပြီးတော့လက်ရှိမှာလည်းကချင်ကရင်ချင်းဗမာမော်ရခိုင်ရှမ်းပေါ့နော်ဒီတိုင်းရင်းသားလူမျိုးစုတွေကဗမာဆိုတာလည်းပြောရအောင်တိုင်းရင်းသားတွေမှာပဲထည့်ထားတယ်ဒါပေမဲ့ဗမာတွေကကြတော့ကျမတို့ပြည်မကလူတွေကဟိုပေါ့နော်လူဦးရေအပြင်တိုင်းဟိုတခြားတိုင်းရင်းသားတွေထပ်ပိုပြီးများ
များတယ်အဲ့ခါကျတော့အစိုးရတည်လဲဗမာအစိုးရလူမျိုးကြီးဝါဒဆိုတာမျိုးကကျမတို့ဒီရိုက်သွင်းခံထားရတယ်ဒါတွေကနှစ်ပေါင်းများစွာမှာဒီစစ်တပ်ရဲ့လူမျိုးကြီးဝါဒီပေါ့နော်ရိုက်သွင်းမှုကကျမတို့ဗမာတွေရဲ့ခေါင်းထဲမှာအနည်းနဲ့အများစန့်ကျင်နေပေမဲ့အနည်းနဲ့အများရောက်ခဲ့တယ်ဥပမာလေးပြောရရင်ကျမတို့အရင်တော့ဆိုလို့ရှိရင်ပေါ့နော်ဒီတိုင်းရင်းသားလက်နက်ကင်ဆိုလို့ရှိရင်တပုံဆိုပြီးရိုက်သွင်းထားတဲ့ရိုက်သွင်းမှုကျမတို့အဲ့ခေါင်းထဲဝင်သွားတဲ့ကျမတို့စစ်တပ်ကိုဟိုးအစကတည်းကကျမဒီနိုင်ငံရေးစရေးပြီးဆိုတဲ့စစ်တပ်ကိုထောက်ခံတဲ့ကိစ္စတစ်ခါမှမရှိခဲ့ဘူးမြန်မာပြည်ရဲ့စစ်တပ်ဒီဘယ်တော့မှလည်းမမှန်ခဲ့တယ်လို့အခုချိန်မှာလည်းသူတို့ရဲ့စားသည်လုံးဝအကုန်လုံးဟိုခင်းချင်းပြတာပြီးသွားပြီဖြစ်သွားတယ်အဲ့မတိုင်ခင်တော့ကတော့မှသူတို့မယုံကြည်လက်မခံပါဘူးဆိုတဲ့ကျမတို့တော့မှတိုင်းရင်းသားလက်နက်ကင်တပုံလို့သွားသုံးမိတဲ့အချိန်ကြီးရှိခဲ့ပူတယ်ဘာလို့လဲဆိုတော့ policy ကားတွေကျမတို့ငယ်ငယ်လေးကရိုက်သွင်းခံထားရတယ်လေဒီစစ်ကားတွေထဲမှာဆိုလို့ရှိရင်သူတို့ကဘလို့ပေးဆက်အနစ်နာခံရတာတပုံတွေကဘလို့ဆိုးတာတိုင်းရင်းသားလက်နက်ကင်ကိုတပုံလို့ရိုက်သွင်းခဲ့တာဒီအခုချိန်ထိကျမတို့ရဲ့အသက်အရွယ်ပိုင်းကျမတို့ထက်10နှစ်လောက်ကြီးတဲ့အရွယ်ပြီးကျမတို့ထက်10နှစ်လောက်ငယ်တဲ့အရွယ်ထိဒီအတွေးခေါ်ကပါလာတော့မယ်ဆိုပေမဲ့ဒီຫນွေဦးတော်လန်ရေးပေါ့နော်ဒီအာနာသိမ့်မှုအပြီးမှာကျမတို့ပြည်မကမြန်ဗမာလူမျိုးတွေအနေနဲ့တော်တော်နားလည်သွားတာတော်တော်ပြောင်းလဲသွားတာရှိတယ်အရင်တော့ကျမတို့စိတ်ထဲမှာမဟာဘာသာတို့ဒီပေါ့နော်ဘာသာရေးမတူညီမှုတွေပေါ်မှာအမုန်းစကားတွေပြောကြတယ်အမုန်းတရားတွေဖြစ်ကြတယ်အဲ့လိုမျိုးအရာတွေနဲ့ရောပြီးတော့တိုင်းရင်းသားလူမျိုးစုမတူတာတွေပေါ်မှာဥမာချင်းလူမျိုးနဲ့ဥမာဗမာလူမျိုးနဲ့ဆိုလို့ရှင်နင်တို့အချင်းတွေကငါတို့ဗမာတွေကိုမုန်းနေဗမာတွေအချင်းတွေကလည်းငါတို့နင်တို့ဗမာတွေကမကောင်းဘူးဗမာတွေစိုးတယ်အဲ့ဗမာတွေကငါတို့လည်းဘာမှမလုပ်ဖ ೇನೆ ငါတို့ဘာလို့စိုးရပြောအဲ့လိုမျိုးတွေအများကြီး conflict လေးတွေဖြစ်ခဲ့တယ်အထူးသဖြင့် Facebook ပေါ်မှာဆိုလို့ရှိရင်တော်တော်သိတာပါတယ်အဲ့လိုမျိုးဆိုတော့တိုင်းရင်းသားချင်းမှာမဟုတ်ဘူးပေါ့နော်တခြားလူမျိုးစုတွေနဲ့လည်းအဲ့လိုပဲကရင်နေနဲ့ရောကချင်နေနဲ့ရောအဲ့လိုမျိုးပေါ့သူတို့လည်းတပုံဆိုတာမျိုးတွေကကျမတို့စိတ်ထဲမှာကစစ်တပ်ကောင်းပါတယ်စစ်တပ်မှန်ပါတယ်လို့ထင်နေတာမဟုတ်တာတော့မှပဲသူတို့ရိုက်သွင်းတဲ့ဒီ propaganda တွေကကျမတို့ခေါင်းထဲကိုဝင်ခဲ့ဘူးလေဒါကကျမတို့ဒီပြည်မကလူတွေရင်ထဲမှာဖြစ်ခဲ့ဘူးလေပြီးတော့စစ်ဘေးရှောင်တွေကျမတို့တွေ့တယ်ပေါ့နော်ဒီတိုင်းရင်းသားနယ်မြေတွေမှာဖြစ်ပွားနေတဲ့ဒီစစ်မှတ်ရေးရတွေမှာဒီစစ်ဘေးရှောင်တွေကျမတို့ပြည်သူတွေဒုက္ခရောက်ကြတယ်အိမ်တွေရွာတွေမိရှို့ခံရတာတွေဖြစ်ခဲ့တယ်အဲ့လိုမျိုးအခြေအနေမှာဆိုလို့ရှိရင်ကျမတို့ပြည်မကလူတွေအဲ့ချိန်မှာတာရတယ်ဆိုတော့ကပြည်မမှာဘာစစ်မှမဖြစ်ဘူးဘာပလိပခမှမရှိတဲ့အခြေအနေအဲ့တော့ဘာလဲဆိုတော့ဥမာကရင်ဘက်မှာဒီလိုစစ်ဘေးရှောင်တွေတွေ့တာကျမတို့ဘာလုပ်ကြလဲဆိုတော့တွားလှူကြတယ်အစားအသောက်တွေတွားလှူမယ်အဝတ်စားတွေတွားလှူမယ်လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေတွားပေးမယ်ကျမတို့အဲ့ဒါနဲ့ကိုဘယ်လိုခေါ်မလဲစင်ကြီးပြီးနေတာငါတို့ကိုချင်းစားတယ်ငါတို့ကဘယ်လိုခေါ်မလဲတိုင်းရင်းသားတွေပေါ်မှာငါတို့ဗမာတွေကလည်းကိုချင်းစားတတ်တယ်ကျမတို့ကိုအဲ့လိုယူဆခဲ့တယ်အခုကျမပြောနေတာကဗမာလူမျိုးစုတစုလုံးကိုကိုစားပြုချင်မှပြုမယ်ဗမာတရားအနေနဲ့ဗမာလူမျိုးတရားအနေနဲ့ပြောတာပေါ့နော်အဲ့မှာနောက်ပိုင်းကျတော့ဒီနွေဦးတော်လှန်ရေးဖြစ်လာပြီးတော့ဒီစစ်တပ်ရဲ့ဒီပေါ့နော်အကြမ်းဖက်မှုတွေဒီလိုမီးရှို့မှုတွေတပ်ဖြတ်မှုတွေဒီလိုမင်းမဲ့စရိုက်တွေကကျမတို့ရဲ့ဒီအရင်ကငင်းချမ်းနေခဲ့တဲ့ပြည်မတွေထိပါရောက်လာတယ်။အဲ့မှာရန်ကုန်လိုနေရာမျိုးတွေထိပါရောက်လာတယ်။လူရှိသူရှိမှာတနက်နဲ့ပြတ်တက်တာမျိုးတို့အိမ်ထဲမှာဝင်ပြီးတော့အိမ်တွေကိုဝင်ပြီးဖျက်ဆီးပြီးတော့မှွေနှောက်ရှာပွေတာမျိုးပစ္စည်းတွေမသွားတာမျိုးပြီးတော့လို့ရှိရင်ဖမ်းဆီးသွားပြီးရိုက်နှက်တပ်ဖြတ်ပြီးနောက်နေပြန်ပို့တာမျိုးဒါတွေကကျမတို့ရန်ကုန်မြို့ပေါ်တွေထိလုံးဝရောက်လာပြီ။ဒီချိန်ကျမှကျမတို့ဒီပို့ပြီးတော့တုံလုံးနားလည်လာတာအခုလိုမျိုး internet စီးဆင်းမှုတွေအရန်မြန်ဆန်တဲ့ဒီနေ့သတင်းတစ်ခုဖြစ်နောက်နေ့တစ်ကမ္ဘာလုံးအဲ့သတင်းသိတဲ့အနေအထားမျိုးအဲ့ဒါမျိုးမှာရန်ကုန်လိုမန္တလေးလိုမျိုးသတင်းစီးဆင်းမှုအရန်ကောင်းပြီးတော့ develop ဖြစ်တဲ့နေရာတွေမှာတော့မှဒီလောက်ဒီမြန်မာကြီးပေါ့နော်မင်းအောင်လာရဲ့စစ်တပ်တွေဒီလောက်မှရိုင်းရုံမှမှုတွေကိုလုတ်ပြနေတယ်ဆိုလို့ရှိရင်အမှောင်ချခံထားရတဲ့သတင်းအမှောင်ချခံထားရတဲ့ဒီသတင်းစင်စစ်မှုအားနေတဲ့ဒီတိုင်းသားနယ်မြေတွေမှာပြီးတော့အဲ့ခက်ပေါ့နော်နှစ်ပေါင်း60လောက်ကိုဘယ်လောက်သူတို့တွေခံစားခဲ့ရမလဲဆိုတာကျမတို့အဲ့ချိန်မှာတော်တော်လေးကိုနားလည်သွားအရင်တော့ကြားဘူးခဲ့တယ်ပေါ့နော်တိုင်းသားလက်နက်ကိုင်နဲ့မြန်မာဒီစစ်တပ်တီဘယ်လိုမျိုးတောင်းချမ်းတယ်ဘယ်လိုမျိုးရွာတွေကိုမိရှို့တယ်ပြီးတော့ဘယ်လောက်တောင်မှရက်ဆက်လဲဆိုလို့ရှိရင်ဒီဘိုက်ကြီးတဲ့တွေပါမချမ်းတပ်ဖြတ်တာမျိုးပြီးတော့အမျိုးသမီးတွေကိုမရင်းချင်တာမျိုးအရင်တော့ကြားဘူးခဲ့မယ်ကျမတို့အဲ့တုန်းကပို့ပြောတာလားပေါ့နော်ဘာလို့ပို့ပြောရတာထင်ခဲ့တာလဲဆိုတာကအဲ့စကားတော့နည်းနည်းကြားလို့ရှိရင်ပို့ပြောတာလားဆိုတာကသူတို့ယုံလို့မဟုတ်သူတို့ရဲ့ယုံမာနိုင်စွမ်းဒီလူတယောက်ကယုံမာနိုင်စွမ်းတက်ကြော်လွန်နေတဲ့အခါကျတော့ဟုတ်ပါမလားအဲ့လောက်တောင်လုပ်ပါမလားလို့တွားပြီးတွေးမိတဲ့သဘောပေါ့နော်ဒါပေမဲ့အခုချိန်မှာတော့အဲ့မေးခွန်းတွေထပ်မေးစရာကိုမလိုတော့ဘူးဟုတ်ပါမလားလို့မေးစရာမလိုတော့အဲ့ထက်တောင်ပိုသေးတယ်ဆိုတာနားလည်လာခဲ့ပြီအခုဆိုလို့ရှိရင်ဒီအမကနကမေးသွားတဲ့မေးခွန်းပေါ့နော်ကျမတို့တိုင်းရင်းသားတွေနဲ့
တိုင်းရင်းသားအချင်းချင်းကြားထဲမှာဒီနွေဦးတော်လိုင်းကြီးမတိုင်ခင်နဲ့အာနာသိမ့်မှုမတိုင်ခင်နဲ့အခုနဲ့ဘာကွာသွားလဲဆိုတော့ကျမတို့ကြားထဲမှာပေါ့နော်နားလည်မှုတွေအများကြီးတိုးပွားလာတယ်။တိုင်းရင်းသားလူမျိုးစုတွေဘလောက်နှစ်ပေါင်းများစွာဘလောက်ခံထားရလဲဆိုတာကိုကျမတို့ပြည်မကငင်းငန်းခဲ့မှုတွေနေရာတွေကလူတွေကလည်းလုံးဝထဲထဲဝင်ဝင်ဟိုဘယ်လိုခေါ်မလဲကိုချင်းစားတယ်ဆိုတာကနှုတ်ကပြောတာမျိုးမဟုတ်ဘဲနဲ့တကယ်ကိုပဲနှလုံးသားတွေကနက်နက်နဲကိုချင်းစားတဲ့ခံစားချက်မျိုးတွေဖြစ်လာတယ်။အခုထန်တလန်ဟိုပြီးခဲ့တဲ့ရက်ပိုင်းတွင်းမှာဖြစ်သွားတဲ့ထန်တလန်မျိုးမီးလောင်တဲ့ကိစ္စမှာဆိုလို့ရှိရင်ကျမတို့ပြည်မကလူတွေရောဒီတောင်တန်းဒေသအကုန်လုံးအပြင်ကိုကျမတို့ပြည်မကလူတွေနှုတ်ဆက်ခဲ့မှုတွေလူတွေအကုန်လုံးကတော့မှကိုအိမ်လောင်ခံရတယ်လို့ခံစားပြီးတော့အဲ့လိုပေါ့နော်ငိုကြရတယ်ပြောရလို့ရှိရင်လှူကြရတယ်အသေးအတန်လှူကြရတယ်အဲ့ချိန်ကာလမှာလာပြီးအလှူခံသမျှလူအားလုံးကိုသူတို့ထည့်တယ်အဲ့လိုမျိုးပေါ့နော်ကျမဆိုလို့ရှိရင်ဒီ PDF အတွက်ဒီကူညီထောက်ပံ့မှု fundraising ဟိုအနေထား individual တယောက်တည်း online ရနေပြီးလုပ်တာမျိုးရှိတယ်ကျမတို့ team အသေးလေးနဲ့ပေါ့နော်လုပ်တဲ့အခါမှာပုံမှန်ဆိုလို့ရှိရင်အလှူငွေတွေအမှန်တကယ်တော့တခြားဒီထက်ပိုပြီးရနိုင်တဲ့နည်းလမ်းတွေရှိပါတယ်။ဥပမာဘဏ်အကောင့်နဲ့အလှူခံနိုင်တာတို့ KP တို့နဲ့အလှူခံနိုင်ရင်တော့ပိုပြီးရနိုင်တယ်။ဒါပေမဲ့ကျမရဲ့အလှူခံနည်းဒီသူများတွေထပ်ပိုပြီးခက်တယ်။ဘာလို့လဲဆိုတော့ဘဏ်အကောင့်ထဲမှာပတ်စံ freeze ခံရမှာစိုးတဲ့အတွက်ကျမဒီ mobile banking ဟိုဟာပြီးတော့ဘဏ်အကောင့် KP လုံးဝမသုံးမဲနဲ့တခြားနည်းလမ်းတစ်ခုနဲ့အလှူခံတယ်။အဲ့တော့ကျမဒီသူများ တခြား fundraiser တွေထက်ငွေကြီးအမောင်ရတာနည်းတယ်။ဥပမာပုံမှန်ဆိုလို့ရှိရင်300 500လောက်ပဲဒါဖြစ်မြင်စူးစမ်းရတာ။အဲ့လိုမျိုးတော့မှဒီထန်တလန်ကိစ္စဖြစ်တဲ့အခါမှာကျမချင်းပြည်ဒီထန်တလန်မြို့လှူဒန်းဖို့ဆိုပြီးတော့အကူကြီးကောက်ခံလိုက်တဲ့အခါမှာကျမသိန်းပေါင်း1300ကူညီနိုင်ခဲ့တယ်အခုပေါ့နော်မတင်ဟိုအလှရှင်တွေတော့အတိမပေးရသေးဘူးဒီမှာပဲတစ်ခါတည်းပြောလိုက်တာပေါ့နော်အကောင့်ကလည်းကြာနေတယ်ပြီးတော့ဒီချင်းပြည်ဘက်ကဒီမှတ်တမ်းလွှာလေးကိုလည်းပြန်စောင့်နေတာပေါ့နော်ကျမဒီ CDF ပေါ့အဓိကတော့ပြန်တိုက်ခိုက်မဲ့ဗတ်ချမ်းကိုကျမတို့ကပို့ပြီးကျမကတော့ပို့ပြီးစောင်းပြီးတာပေါ့နော်ဘာလို့လဲဆိုတော့ဟိုခေါင်မိုးယူတာကိုခေါင်မိုးမဖာဘဲနဲ့မိုးရေယူတာကိုလိုက်တုံနေလို့ရှိရင်ကျမတို့ဒီရှေ့မရောက်နိုင်ဘူးဒါပေမဲ့မိုးရေယူတာကလည်းလက်တလုံးမှာမတုတ်လို့ကလည်းမရအောင်အဲ့တော့ကျမဘယ်လိုမျိုးမျှဝေလိုက်တယ်ဆိုတော့စစ်ဘေးရှောင်တွေအတွက်ကိုကျမ300ပေါ့နော်ဒါလူသားချင်းစာနာမှုအကူအညီပေါ့ဒီသူတို့ရဲ့လက်ရှိစာဝင်နေရေးအတွက်အကူအညီကောက်ခံတဲ့ချင်းပြည်နယ်ကဖွဲ့စည်းရှိတယ်သူတို့စီကိုကျမ300ပို့ပေးလိုက်တယ်ပြီးတော့ CDF ပေါ့ပြန်ပြီးတိုက်ခိုက်မဲ့တော်လှန်မဲ့သူတွေစီကျမ1000ပို့ပေးထားပြီးသွားပါပြီအခုသူတို့လက်ထဲကိုသူတို့လက်ခံပြီးတော့သူတို့ဘက်ကအတိမတ်ပြုမှတ်တမ်းသွားလေးပြန်ပို့လာတဲ့အခါကျရင်တော့ကျမရဲ့ဒီအလှငွေထည့်ဝင်ထားတဲ့သူတွေအကုန်လုံးကိုကျမလည်းတက်တည်ထောက်ထားနေနဲ့ရောဝမ်းသာအောင်လဲပေါ့နော်ကျမအဲ့ဒါလေးတင်ပြသွားဖို့အစီအစဉ်ရှိပါတယ်ဟုတ်ဒါဆိုရင်မှပြောသွားတဲ့အထက်မှာ PDF တွေကတော့ကျမတို့အတွက်တိုက်ခိုက်ပေးမဲ့လူတွေဖြစ်တဲ့အတွက်ကြောင့်ကျမတို့ရဲ့ဟိုရင်သွေးတွေလည်းဖြစ်တယ်အသက်လည်းဖြစ်တယ်အဓိကဖြစ်တဲ့အတွက်ကြောင့်မို့လို့ပို့ပြီးတော့မှဦးစားပေးပြီးတော့မှ support ဖြစ်တယ်ဆိုလို့ရင်းပေါ့နော်ဟုတ်ကဲ့အဓိကတော့ဥမာရဲ့ဟိုဘယ်လိုခေါ်မလဲလက်တလုံးမှာတော့အရေးကြီးနေတာတော့အားလုံးကအရေးကြီးတယ်ဥမာ CDN နေပေါ့နော်သူတို့ဟိုအစကတည်းကဒီနွေဦးတော်လှန်ရေးတိုက်ပွဲစပြီးဆိုတဲ့ CDN တွေကပထမဆုံးစပြီးပါဝင်လာခဲ့တာကျမတို့ရဲ့လက်နက်ကင်တော်လှန်ရေးဆိုတာ CDN ထက်တော့နောက်ကျသေးတယ်ဒါပေမဲ့ CDN တွေကအခုချိန်ထိသူတို့အကူအညီမရတော့ဘဲနဲ့အရင်တော့ကျမတို့ဝိုင်းကူညီကြတယ်ဒါပေမဲ့ဒီ PDF တွေကိုကူညီထောက်ပံ့ရတဲ့အချိန်မှာကူညီနေတဲ့လူတွေကဒီလူတွေပဲကူညီရမယ့် option တွေကအရင်များလာတယ်ပြီးတော့သူတို့ကလည်းအဲ့လိုဖြစ်အောင်ကျမတို့လုပ်ထားအခုဆိုလို့ရှိရင်ထန်တလန်ကိုမီးရှို့ပလိုက်တယ်မီးရှို့ပလိုက်တယ်ဆိုလို့ရှိရင်ထန်တလန်ဒီမီးပိဒုက္ခတွေကိုကျမတို့ကူညီရတော့မယ်ကိုဗစ် wave ကြီးဖြစ်လိုက်တယ်အဲ့မှာဒီအောက်ဆီဂျင်ပြတ်လတ်မှုတွေဒီပေါ့နော်ဘယ်လိုခေါ်မလဲအများကြီးဖြစ်ကြတယ်ပြည်သူပေါင်းတောင်းချီအသက်ဆုံးရှုံးတယ်အဲ့အချိန်မှာဒီကိုဗစ်အတွက်ကိုဝိုင်းပြီးလှူကြရပြန်တယ်ကျမတို့ဒီကျမတို့ရဲ့တိုက်ခိုက်ရေးသမားတွေစီကိုပတ်စံမရောက်အောင်ကျမတို့ရဲ့ထောက်ပံ့ရေးလမ်းကြောင်းတွေကိုဖြတ်ဖို့ပို့ပြီးပြည်သူကိုအလို့ရှုံအောင်လုပ်ထားတယ်ပြီးတော့အဲ့လိုပေါ့နော်မီးရွာတွေကိုမီးရှို့မယ်စစ်ဘေးတင်တွေဖြစ်အောင်လုပ်မယ်ပြီးတော့ဟိုလက်နက်ကြီးတွေနဲ့ထုမယ်အဲ့လိုမျိုးတွေမှာကျမတို့ကတစ်ဖက်ကိုလည်းသွားကူရတယ်တောက်ကွင်ဒီဘက်မှာအကူအညီကိုရော့မယ်အဲ့တော့ကျမတို့ကတော့ဘယ်လိုမျိုးကျမကတော့ဘယ်လိုတွေးလဲဆိုတော့ကျမတို့ရဲ့နောက်ဆုံးပန်းနိုင်ဒီသူတို့ကိုအမြင့်ဖြတ်တိုက်ခိုက်ဖို့ဘာလို့လဲဆိုတော့စီစစ်တပ်နဲ့ဒီပြည်သူဒီဘယ်တော့မှအတူရှင်တွဲနေထိုင်မှုမဖြစ်တော့အဲ့တော့သူတို့ကိုကျမတို့တိုက်ခိုက်နိုင်မဲ့သူတွေကိုကျမတို့ပို့ပြီးအင်အားပေးရမယ်အခုချိန်ဆို CDN နေဒီဘယ်လိုခေါ်မလဲ PDF တွေထပ်ပို့ပြီးသူတို့ကိုသူတို့နောက်ဆုတ်ပြီးတော့ PDF တွေကိုပို့ပြီးဦးစားပေးပြီးကူညီပေးဖို့သူတို့ကိုယ်တိုင်မပြေလည်တဲ့ဂျားတွေကစူးစမ်းပေးနေကြတယ် CDN အကြောင်းထည့်ပြောရမယ်ဆိုလို့ရှိရင်ဒီထန်တလန်ကိစ္စမှာပေါ့နော်ဘယ်လောက်တောင်သူတို့တွေစိတ်အားထက်သန်လဲဆိုတော့ကျမစီမှာအများနဲ့ဒီ CDN အကူအညီလာယူတဲ့အဲ့လိုပေါ့နော်လူတွေရှိတယ်သူတို့နဲ့ညီမနဲ့ checklist တွေရှိတယ်အရင်ကပြောထားအရင်တော့ဆိုတာသူတို့ကညီမပထမစတော့တသိန်းကူညီတယ်နောက်ကျတော့တဖြည်းဖြည်းနဲ့
ကိုကြီးတောင်းတဲ့လူကြီးကလည်းများလာတယ်လူမဲ့သူကလည်းနည်းလာတယ်အဲ့မှာကျမတို့9000ဖြစ်သွားအဲ့လိုမျိုးကိုကြီးအယူထားဖို့တဲ့သူတွေကလေသူတို့ရဲ့မရှိမဲ့ပတ်စံလေးတွေကလေပြီးတော့ထန်တလန်မျိုးအတွက်ချင်းပြည်တွေအတွက်ကိုလူချင်းလို့ပါဆိုပြီးပြန်လာလူကြတာမျိုးတွေအများကြီးရှိသူတို့ဆိုပြောရင်အကူဘလို့မှအဆင်မပြေတော့လုံးတော့အကူကြီးကတောင်းထားတဲ့သူတွေအဲ့လိုလူမျိုးတွေကတော့မှသူတို့မပြေလေလုံးနဲ့ဂျားတွေကကိုကျမတို့ရဲ့တိုင်းရင်းသားတွေးချင်းတွေဖြစ်ပေါ်နေတဲ့ခံစားချက်တွေကိုနားလည်လို့ပေါ့နော်ဒီဟာလေးမှာငါဝင်မလှူနိုင်လိုက်ရင်မနေနိုင်ဘူးဆိုတဲ့စိတ်မျိုးနဲ့သူတို့နိုင်တဲ့လောက်ပါဝင်ပြီးနေကြတာတွေ့ရပါတယ်။တိုင်းရင်းသားတွေကပို့ပြီးစီးလုံးပြီးတော့မှတသွေးတသားတွေဖြစ်လာတယ်ဆိုတော့ဒီဘယ်လိုပြောမလဲရက်လက်လေးရကျမတို့ရရှိလာတာပေါ့နော်။အစိုးရအကောင့်ပေါ့နော်။သူတို့အာဏာသိမ်းလိုက်တယ်ကျမတို့နိုင်ငံတွေကို face state ဖြစ်လို့နီးပါဖြစ်သွားပြီ။အဲ့ဒီထဲကကျမတို့ပြန်ရလိုက်တဲ့အရာတွေကျမတို့တိုင်းရင်းသားလူမျိုးစုအချင်းချင်းကိုတွေးခွဲလို့မရတော့ဘူး။အချင်းချင်းအရင်တော့ဆိုလို့ရှိရင်ဗမာဆိုလေဗမာလူမျိုးကြီးဝါဒီတွေတည်မလားကြီးစိုးခဲ့တယ်။ပြီးသွားလို့ရှိရင်တိုင်းရင်းသားတွေရဲ့စိတ်ထဲမှာလည်းသူတို့စိတ်ထဲမှာသူတို့မြင်ဘူးတာဗမာဆိုလို့ရှိရင်ဒီစစ်သားပဲမြင်ဘူးတယ်အဲ့ခါကျတော့သူတို့ကဗမာမကောင်းစစ်သားမကောင်းတဲ့အတွက်သူတို့ကစစ်သားဆိုဗမာဆိုစစ်သားပဲမြင်ဘူးတဲ့ခါကျဗမာမကောင်းဆိုစိတ်ကသူတို့ရင်ထဲမှာလည်းကိန်းဝတ်နေခဲ့ဒါပေမဲ့အခုချိန်ကျတော့ဘာဖြစ်သွားပြီလဲကျမတို့အဲ့ဒါတွေအဲ့ဒီအရာတွေကဘယ်အရာမှမတားဆီးနိုင်တော့ဘူးကျမတို့အားလုံးဒီတောင်တန်းပြည်မှာညီညွတ်ကြသည်ဆိုပြီးတော့ကျမတို့အခုဆို camping လေးလုပ်ကြတယ်တကယ်ကိုလည်းညီညွတ်လာတယ်ဘယ်သူမှဝင်ပြီးတွေးခွဲထားလို့မရဘူးချင်းမလို့ကချင်မလို့ကရင်မလို့တွေဘာမှမရှိတော့ဘူးကျမတို့အားလုံးဒီတသွေးတဲ့တသားတဲ့အခုဆိုလို့ရှိရင်ဘယ်လို community မျိုးတော်ရေးတိုက်ပွဲမှာတသွေးတဲ့တသားတဲ့ပါဝင်နေကြပြီဖြစ်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်နောက်ဆုံးအနေနဲ့ပေါ့နော်ကျမတို့ဒီပြည်ပမှာရှိတဲ့ပြည်သူတွေကိုပေါ့နော်ကျမတို့ဒီထပ်ပြီးတော့မှဘယ်လိုပါဝင်စေရှင်လဲအဲ့တခုလေးကိုနောက်ဆုံးအနေနဲ့ဖြစ်ပေးပါလားဟုတ်ကဲ့ပါမှာဒီပေါ့ကျမပထမရှိရမေကုန်းလေးနဲ့ပြန်ချိတ်ပြီးပြောရမယ်ဆိုလို့ရှိရင်ကျမဒီဘက်ရောက်လာတဲ့အချိန်မှာဘာလို့ရမလဲလို့တွေးတဲ့အခါမှာ option များဆဆမရှိဘူးမှာဒီနှစ်ခုပဲရှိရ speak out လောက်တာနဲ့ fan ရှာပေးတာနဲ့နှစ်မျိုးပဲလုပ်လို့ရတာမျိုးရှိတခြားဒီနေ့တွေရှိရင်ရှိအောင်မှာပေါ့နော်ဒါပေမဲ့တိရောက်လုံနိုင်ဖို့အားလုံးပါဝင်နိုင်ဖို့အဲ့နှစ်မျိုးပဲရှိတဲ့အခါကြတော့ဒီပေါ့ဘယ်လိုခေါ်မလဲအခုကျမတို့ဘာမှကြွေလို့ဘာတော့ဒီပြပရောက်မြန်မာတွေဝိုင်းပြီးစူးစမ်းနေကြတယ် bloody money သွေးစွန်းငွေရက်တန်ကြီးပြီးတော့လို့ရှိရင်အဲ့လိုမျိုး campaign တွေပေါ့နော်ဒီစစ်ကောင်စီရဲ့ဝင်ငွေရလန်တွေကိုဖျက်တဲ့ campaign တွေဒီဟာတွေကိုပြပရောက်မြန်မာတွေအကုန်လုံးကဘာအသီးသီးကဘာရကနိုင်ငံအသီးသီးကပြပရောက်မြန်မာတွေဝိုင်းပြီးစူးစမ်းနေကြတယ်ပြည်တွင်းမှာက bloody money ဆိုသွားပြီးဆန္ဒပြလို့မရဘူးသူတို့မှဆန္ဒပြဖို့3မိနစ်လောက်ဆန္ဒပြဖို့ပဲအသက်တွေရင်းပြီးဆန္ဒပြနေရတယ်ကျမတို့ကဒီပြပကလေပြီးတော့အဲ့ဒီသွေးစွန်းငွေရက်တန်ရေးတို့ဒီပေါ့နော်ဘာမှပြေလို့ဆိုတာလေပြည်တွင်းမှာဖော်ဆောင်ပေးမယ့်ကိစ္စမဟုတ်ကျွန်တော်တို့ဒီပြည်ပကတခြားနိုင်ငံကလူတွေကဖော်ဆောင်ပေးမယ့်ကိစ္စဖြစ်တဲ့အခါကျတော့ကျွန်တော်တို့ပြည်ပရောက်မြန်မာတွေရဲ့တာဝန်ပေါ့နော်ပြည်ပရောက်မြန်မာတွေရဲ့တာဝန်အဲ့လို campaign တွေမှာပို့ပြီးပါဝင်ပေးကြပါပြီးတော့ campaign တွေဒီမထိရောက်ဘူးဟိုပေါ့နော်သွားပြီးဆန္ဒပြနေတာဒီမထိရောက်ဘူးလို့တခါတည်းထင်လာတတ်ပါတယ်မဟုတ်ပါဘူးကျွန်တော်တို့ရဲ့ဒီ campaign တွေဒီအရန်ကိုပဲထိရောက်ပါတယ်ပြီးတော့အခုဆိုလို့ရှိရင် American လွှတ်တော်မှာကိုပဲဒီဘာမှပြည်နဲ့ပတ်သက်ပြီးတော့သူတို့မူချမ်းတင်လာနိုင်တဲ့အဆင့်ထိဒါရောက်လာခဲ့ပြီပေါ့နော်ပြီးတော့အခုသွေးဆုံးငွေရက်တန်ရေးမှာလည်းဒီ people sanction တွေကဖြစ်လာတော့ပို့ပြီးဒီထက်ပို့ပြီးတော့စစ်ကောင်စီကိုငွေရလန်းတွေဖြတ်တောက်ဖို့ဖြစ်လာတော့မယ်အဲ့လိုအနေအထားမျိုးတွေမှာဒါကျမတို့ရဲ့ပြည်သူတွေရဲ့အင်အားကိုပြည်ပမှာရှိနေတဲ့အင်အားကိုဆက်ပြီးပြသဖို့လိုပါတယ်ပြည်တွင်းမှာ3မိနစ်လောက်ဆန္ဒပြဖို့ဟိုပေါ့နော်တနက်ကြည်စံနေကြားထဲမှာမရရအောင်စူးစမ်းနေရတဲ့လူငယ်တွေရှိပါတယ်အဲ့ဒီအတွက်ကျမတို့ကအဲ့လူငယ်တွေလက်တလုံးမှာမလုပ်နိုင်သေးတဲ့ကိစ္စကိုဘယ်နေရာကဘာရဲ့ဘယ်နေရာမှာပဲဖြစ်နေပါစေပြည်တွင်းမှာဆန္ဒပြမှာမဟုတ်ပါဘူးကဘာရဲ့ဘယ်နေရာမှာပဲဆန္ဒပြနေပါစေကျမတို့ရဲ့နိုင်ငံအတွက်လုပ်နေတယ်ကျမတို့နိုင်ငံသားတွေနဲ့အတူတူကဘာရဲ့ဘယ်နေရာမှာရှိနေပါစေကျမတို့ရဲ့စိတ်တွေကျမတို့ရဲ့နိုင်ငံထဲမှာရှိနေတယ်ကျမတို့အားလုံးအတူတူရှိနေရဆိုတာကိုဆက်ပြီးပြသပေးနိုင်ဖို့အရန်ကိုအရေးကြီးပါတယ်အဲ့တော့ campaign တွေမှာအားမလျှော့ပဲပါဝင်ပေးကြဖို့မြစ်တာရက်ခံခြင်းနဲ့ပြီးတော့ funding ကိစ္စပေါ့နော်အခုဆိုလို့ရှိရင်ပြည်တွင်းမှာပေါ့နော်ပြည်တွင်းကလူတွေဆိုလို့ရှိရင်လှူမယ်ဆိုလို့ရှိရင်တော့မှငွေကူညီချင်တယ်ငွေပို့ချင်တယ်ဆိုရင်တော့မှဒီကျမတို့ရဲ့ငွေကြေးစီးဆင်းမှုတွေကိုစစ်ကောင်စီကအသေးအတန်လိုက်ပြီးဖြတ်တောက်နေတယ်ဖြတ်တောက်နေတော့မှဘဏ်အကောင့်တွေ free star တို့ဘဏ်တွေကအားလုံးကိုသူတို့ကချုပ်ကင်ထားတယ်ချုပ်ကင်ထားပြီးတော့နည်းနည်းသူတို့တန်တရားရှိတဲ့အဲ့လိုဝင်ဟိုလမ်းတွေအကုန်လုံးသူတို့လိုက်ပိတ်နေတဲ့အခါကျပြည်တွင်းမှာအလှခံတဲ့သူတွေဆိုလို့ရှိရင်ပြည်တွင်းကဝင်ငွေစီးဆင်းဖို့ကအရန်ခဲရင်တယ်ပြည်သူတွေကမလှူချင်တာမဟုတ်ဘူးပြည်သူတွေလှူချင်တိုင်းသာလှူခွင့်ရမယ်ဆိုလို့ရှိရင်ကျမတို့ဒီ PDF တွေကိုအခုလိုမျိုးအခြေအနေဖြစ်နေစရာတော့အကြောင်းမရှိဘူးဒါပေမဲ့အခုချိန်မှာထောက်ကန်ပြီးနေရတာဒီပြည်ပရောက်မြန်မာတွေပါပြီးတော့ပြည်တွင်းမှာလည်းစီးပွားရေးတွေကအ
ရန်ထိုးကြနေပြီအခုချိန်ထိပေါ့နော်အချိန်ကာလ6လလောက်ကြာလာတဲ့အချိန်ထိကိုကျမတို့စီးပွားရေးတွေဒီဘလို့မှမတင်နိုင်ကြအောင်အဲ့တော့ဒီပြပရောက်မြန်မာတွေကပေါ့လက်ရှိမှာပုံမှန်ဝင်ငွေရှိမယ်ပြီးတော့သူတို့ဒီမှာပေါ့နော်ဒီရဲ့ဝင်ငွေပေါ့ဝင်ငွေကာကွာဟမှုပြဿနာပေါ့ကျမတို့ဒီနိုင်ငံတွေမှာဆိုလို့ရှိရင်တနည်းသွားအလုပ်လုပ်မယ်ဆိုလို့ရှိရင်ဒေါ်လာ80 100လောက်ရကြတယ်အများစုဒီပေါ့နော်အနည်းဆုံးပေါ့အနည်းဆုံးအဲ့လောက်ရကြတယ်ဒေါ်လာ80 100ဥပမာပြန်မြ100နဲ့ပဲတွက်မယ်ဆိုဒေါ်လာ100ဆိုတာကျမတို့နိုင်ငံမှာကျမတို့မြန်မာပြည်မှာလက်ရှိငွေပေါက်ဈေးနဲ့တွက်မယ်ဆိုလို့ရှိရင်3,800,000 2သိန်းပါကျမတို့နိုင်ငံကလူတွေဒီအယောင်စရေးတယောက်ကလစာသည်3,800,000 2သိန်းပါအဲ့တော့ဒီမှာအလုပ်လုပ်တဲ့တရက်စာသည်ကျမတို့နိုင်ငံကကျမတို့ရဲ့မြန်မာလူမျိုးတွေအလုပ်လုပ်နေရတချို့တော့ဟိုပေါ့နော်ဟိုဘယ်လိုခေါ်မလဲလူတချို့တော့လူတန်းစားရဲ့တလားစာပါအဲ့တော့ကျမတို့ရဲ့ဒီမှာရှာလို့ရတဲ့ငွေတွေကပေါ့နော်ကျမတို့ရဲ့နိုင်ငံအတွက်အဲ့လိုတရက်စာတလမှာတရက်စာတက်နိုင်တဲ့သူကတရက်စာနှစ်ရက်စာတက်နိုင်တဲ့သူကနှစ်ရက်စာတစ်ပတ်စာတက်နိုင်တဲ့သူကတစ်ပတ်စာပေါ့နော်ကျမတို့ရေရှည် long term plan လေးနဲ့အခုတချို့ဆိုရှိရတစ်ခါလှူပြီးသွားလို့ရှိရင်ငါလှူပြီးသွားပြီအဲဆိုပြီးတော့ပေါ့နော်ဆက်ပြီးတော့မပါဝင်ဖြစ်တော့တာတွေရှိတယ်အဲ့လိုဆိုတော့ကျမတို့ကဒါဟာကျမတို့နိုင်ငံအတွက်အကူအညီတောင်းခံတဲ့သဘောပါကျမတို့နိုင်ငံဆိုတာအားလုံးရဲ့နိုင်ငံပါပဲကျမတို့ရဲ့အမိမိအတွက်ပြန်ပြီးအကူအညီတောင်းခံတဲ့သဘောပါဒီကာလမှာဒီတရက်ဟိုတစ်ခါလှူပြီးသွားပြီဆိုတာမျိုးနဲ့ရက်တန့်သွားဖို့မဟုတ်ဘဲနဲ့ငါတို့ဒီတော်လှန်ရေးပြီးဆုံးတဲ့အချိန်ထိဘယ်လိုထောက်ပံ့ရမလဲအဲ့အတွက် long term plan လေးတွေနဲ့ကြိုပြီးတော့စိတ်ထဲမှာပြင်ဆင်ပြီးတော့တငယ်ချင်းတွေစုပြီးတော့ပဲဖြစ်ဖြစ်အဖွဲ့လေးတွေလုပ်ပြီးတော့ကူညီကြတာမျိုးပဲဖြစ်ဖြစ်ပေါ့နော်တစ်လတစ်ခါစူးစီးပြီးတော့အဲ့လိုမျိုးကျမတို့တစ်ပတ်တစ်ခါတစ်လတစ်ခါအဲ့လိုစူးစီးပြီးကျမတို့နိုင်ငံကိုပြန်လဲကူညီပေးကြပါလို့ကျမမေတ္တာရက်ခံပါတယ်ဒါဒီလေဟိုခုနကမှမိတဲ့မိကွန်းရဲ့အဖြေပါပဲကျမတို့ဒီပြပရောက်မြန်မာနိုင်ငံသားတွေလုံနိုင်တဲ့အရာတွေဒီနှစ်ခုကိုကျမhighlight လုပ်ချင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်အမနောက်ဆုံးအနေနဲ့Zaran TV မှာကြည့်နေတဲ့မိတ်ဆွေတွေနဲ့ဒီပြည်သူပြည်သားတွေကိုမှနောက်ဆုံးနှုတ်ဆက်စကားလေးပြောပြပါလားဟုတ်ကဲ့ပါအားလုံးပဲဒီပေါ့နော်အခက်အခဲတွေကြားထဲမှာရှင်သန်နေကြတယ်ပြည်တွင်းမှာပဲဖြစ်စေပြည်ပမှာပဲဖြစ်စေပေါ့နော်ပြည်ပရောက်မြန်မာတွေရဲ့စိတ်ထဲမှာလည်းကျမတို့နိုင်ငံပြည်တွင်းမှာအာဏာသိမ်းသွားတဲ့အချိန်ကစပြီးတော့ဒီဝမ်းနဲ့ကြေကွဲမှုတွေကိုခံစားနေရမယ်ဆိုတာနားလည်ပါတယ်အဲ့လိုခံစားနေရတဲ့ကြားထဲမှာကိုပဲစိတ်အကျဉ်းမှခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့လည်းဆုမွန်ကောင်းတောင်းပေးပါတယ်ရှင်ဟုတ်ကဲ့ပါအမအခုလိုစိတ်ရှိရှိနဲ့ဖြေချပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်Zaran TV မှာကြည့်ရှုအားပေးနေကြတဲ့ပရိသတ်တွေအားလုံးကိုလည်းကျေးဇူးတင်ပါတယ်Zaran TV ပရိသတ်ကြီးကျမ်းမာချမ်းသာပါစေရှင်ကျေးဇူးတင်ပါတယ်